ပရိယပฏิပပฏิဝေဒသာသနာ300ရှိတဲ့အမြတ်ကပရိယကျွန်းကျတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါလိမ့်မယ်ဗျာအဲ့ဒီတော့ပြင်းရတတ်လေးများမှားသွားလို့ဖြစ်လို့ရှိရင်ပရိယကျွန်းကျတဲ့ပုဂ္ဂိုလ်တွေဟာပြင်းရတတ်လေးမှားသွားလို့ရှိရင်ဝေလီပါနဲ့သူကစာမတတ်ပါဘူးအဲ့ဒါသေနိခံပြီးတော့ဒကာမများပရိယကျွန်းကျတဲ့ပုဂ္ဂိုလ်တွေဥပဒေကပြင်းရတတ်လေးမှားသွားပြီဆိုလို့ရှိရင်ဥပဒေကတော့ဟောတာကတော့သဘာဝစာလို့ဟောတာသဘာဝဟောအဲ့တော့သဘာဝဟောလိုက်တော့စာနဲ့ဟတ်ကြည့်လိုက်လို့သဘောပေါက်တဲ့ပုဂ္ဂိုလ်လည်းပေါက်ပါလိမ့်မယ်အဲ့တော့တချို့ကတော့လည်းသဘောမပေါက်ခင်လည်းမပေါက်ဘူးပေါ့လေအဲ့တော့ပရိယပရိပပฏิဝေဒသာသနာ300ရှိတဲ့အနက်ကပရိယကျွန်းကျတဲ့ပုဂ္ဂိုလ်အများကြီးပရိပကျွန်းကျတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါလိမ့်မယ်အဲ့တော့ဥပဒေကစာမတတ်လို့တောင်းပါပါတယ်ဗျာပရိသပရိယကျွန်းကျတဲ့ပုဂ္ဂိုလ်တွေစာလို့ကတော့ဥပဒေဘာမှမသိခဲ့ပါဘူးအဲ့တော့ပရိယပฏิပပฏิဝေဒသာသနာ300ရှိတဲ့အနက်ကတော့ပฏิပအကျင့်ရဲ့ပฏิဝေဒရဲ့ဒီ2ရပ်ကတော့ကိုယ်ဆောင်ကြည့်ရအောင်ဓမ္မနာပြောစာလို့ကတော့ဘာလို့အဲ့ဒီတော့အခုလာရောက်တဲ့ဒကာဒကမတွေသာသနာကြီးကလည်းပွင့်ပြီဗျာသာသနာကြီးကပွင့်ပြီဘာကြောင့်လဲတဲ့အခုနောက်ပိတ်ဆုံးသာသနာဟာမြတ်စွာဘုရားအလကားထားခဲ့တော့မဟုတ်ပါဘူးဗျာသာသနာ9000ထားခဲ့တဲ့အ내ကမြတ်စွာဘုရားကိုရောမြတ်ကြီးဟာသူနဲ့တဝက်ပါသွားပါပြီဗျာဟောတာပါနိသရဂာနိအနာဂာနိယဟန္တာပါသွားပါပြီဗျာအခုနောက်ပိတ်ဆုံးသာသနာဟာ2500ကျန်ပါသေးတယ်ဗျာတချို့ကပြောတာရှိကြပါဗျာဘယ်လိုပြောတာရှိကြလဲဒီဖြစ်ကြီးရာပေါ်တာပါရှိသလားသရဂံရှိသလားအနာဂံရှိသလားယဟန္တာရှိသလားဒီလိုပြောတာရှိပါလေဗျာပေါ်တာပါဆိုတာလဲပြဉ္ညာကြီးပါဗျာသရဂံဆိုတာလဲပြဉ္ညာကြီးပါဗျာအနာဂံဆိုတာလဲပြဉ္ညာကြီးပါဗျာယဟန္တာဆိုတာလဲပြဉ္ညာကြီးပါဗျာအဲဒီတော့ဒကာဒကမာများသိဖို့ဟာကသဘာဝသိဖို့အရေးကြီးပါလေဗျာသဘောတရားလေးပရမတ်ဆိုတာသဘောတရားလေးပြဉ္ညာဆိုတာကတော့မြင်နေတယ်သတ်မှတ်နေတာပြဉ္ညာပါဗျာတချို့ကတော့တရားဆိုတာကထိုင်တဲ့အချိန်ခါမှလည်းပါရမီဆိုတာမပြောနိုင်ပါဗျာအတိတ်ကအကြောင်းပြစ္ဆုတ်ပါအကျိုးပြစ္ဆုတ်ပါအကြောင်းအနာကအကျိုးကာလ3ပါးရှိတဲ့အနက်ကအတိတ်ကအကြောင်းတရားကြောင့်လည်းအခုရှင်းနေတဲ့စိတ်ကြီးဖြစ်ပေါ်လာကြတယ်နာအကြောင်းယုံအကျိုးယုံအကြောင်းနာအကျိုးတချို့ကတော့ယုံဝါဒတွေများတာရှိသေးတယ်ဒါဥပဒေကတော့စာတတ်လို့ဟောရတာမဟုတ်သဘာဝဟောမှာမသိတဲ့ပုဂ္ဂိုလ်တွေသိအောင်လို့သဘာဝသစ္စာကိုဟောမှာနော်စိတ်ကိုဟောမှာအဲဒီတော့တချို့ကတော့ယုံဝါဒရှိတယ်နာဝါဒကိုမရှိဘူးအဲဒီတော့နာအကြောင်းယုံအကျိုးယုံအကြောင်းနာအကျိုးကာလ3ပါးရှိပါတယ်ဗျာအဲဒီတော့ဒကာဒကမာများစိတ်ကိုဟောမှာအခုဒကာဒကမာများသတ္တကုဓမ္မယုံကြီးဟိသဲအင်းကူကဥပဇင်းဟာပြင်လာပြီးဝိပဿနာတရားဟောနေမယ်ကြီးဆိုတဲ့ဥစ္စာကိုသတင်းစာတွေထည့်ပညာလို့သိလိုက်တဲ့နံကလေးကသို့တော့တရားကွာနာအောင်မှပဲလို့စိတ်ကလေးဖြစ်ပေါ်လာလို့ယုတ်ကြည်လာတာဗျာနာကသိတော်ပေးလို့ယုတ်ကြည်လာကြတယ်မဟုတ်လားနာသိတော်ပေးတာကနာအကြောင်းတရားပါဗျာယုတ်ကြည်လာတာကယုတ်အကျိုးပါဗျာအခုဥပဇင်းတရားကိုနာကြားရမှာကရုပ်အကြောင်းပြုလိုက်တော့နာအကျိုးကိုခံစားပါတယ်ဗျာဟောကာလ3ပါးပါဗျာနော်အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ3ပါးရှိတဲ့အနက်ကနာအကြောင်းကြောင့်ရုပ်အကျိုးဖြစ်နေတယ်ရုပ်အကြောင်းကြောင့်နာအကျိုးဖြစ်ပါတယ်ဗျာအဲ့ဒီတော့ကာလ3ပါးရှိတဲ့အနက်ကဒကာဒကမာဗျာတရားကျင့်ဉာဏ်အထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေအတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာဂတ်အကျိုးကာလ3ပါးရှိတဲ့ခြေတုအကြောင်းအကျိုးပဋ္ဌာန်းတရားတော်နဲ့ကြည့်ရဆိုမြတ်စွာဘုရားဒီတိုင်းဟောသွားပါတယ်။ဘာကြောင့်လဲတဲ့အတိတ်ကကျင့်ရင်တဲ့စိတ်ကြီးကျင့်ခဲ့ကြလို့အခုပြစ္ဆုတ်ပံကျင့်ရအတိတ်ကမှမကျင့်တဲ့ပုဂ္ဂိုလ်တွေအခုပြစ္ဆုတ်ပံကာလဝိပဿနာတရားဟောတယ်ဘေးရှောင်သွားမှာပါပဲဗျာတရားနာတာနဲ့မြတ်စွာဘုရားလက်ထက်တော်တော်ကလင်းတို့သာ900ဟာဒကာဒကမာများဝိပဿနာတရားအဘိဓမ္မာတရားတော်များဒီဟောကြားတာနဲ့
နာကြားရတာနဲ့နတ်သားတွေဖြစ်ပါတယ်ဗျာအဘိဓမ္မာတရားတော်မြတ်ကြီးကအမတန်ခက်ခဲနည်းနည်းတဲ့တရားတော်မြတ်ကြီးပါဗျာအဲ့တော့တရားဓမ္မများတရားနာတာနဲ့ထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်ရပြီးတော့အပေတကာပိတ်ခြင်းနဲ့ပိတ်ပါလိမ့်မယ်ဘာကြောင့်လဲတဲ့အတိတ်ကာလတုန်းကအမှတ်မှားအယူမှားအစွဲမှားနေတဲ့အယူစွဲပြီးအမှတ်မှားတဲ့အစွဲမှားတဲ့ဒိဋ္ဌိကြီးဖြစ်နေတာအဲ့တော့ဒီဒိဋ္ဌိကြီးတွေဟာအခုသာသနာကြီးပွင့်နေလိုက်တဲ့အချိန်ခါကျတော့အတိတ်ကတရားဓမ္မများသာသနာဘကလုပ်တဲ့အချိန်ခါလာတော့သာသနာမပွင့်ခင်တုန်းကလောက်လာတဲ့အရာဝတ္ထုတွေကဘယ်ဟာတွေလဲတရားဓမ္မများကံအလုပ်တွေကိုသာလုပ်ကြတာများကြလိမ့်မယ်ကံအလုပ်ဆိုတော့ဘယ်အလုပ်လဲဓမ္မတာဟောတယ်ဓမ္မတာဆိုတာရိုးရိုးတန်းတန်းပွားပြီးတော့ကြောင်းကိုသီလထောက်ပြီးတယ်ဒါနအလေးကိုရိုးရိုးတန်းတန်းဒါနကိုပြုတယ်အဲ့ဒီဒါနကိုရိုးရိုးတန်းတန်းဒါနပြုတဲ့ဒါနကုသိုလ်ကံကြီးသီလကုသိုလ်ကံကြီးဘာဝနာကုသိုလ်ကံကြီးဒါတွေအတိတ်ကသာသနာ့ဘကလုပ်တဲ့လုပ်ငန်းစဉ်တွေပါဗျာအဲ့ဒါတွေကံကြီးရကြပြီမယ်ဘယ်ကံကြီးရကြမလဲလူချမ်းသာတာတွေလည်းရကြလိမ့်မယ်နတ်ချမ်းသာတာတွေရကြလိမ့်မယ်ဒါနကုသိုလ်ကံသီလကုသိုလ်ကံဆိုတာလူချမ်းသာတာလည်းရလိမ့်မယ်နတ်ချမ်းသာတာလည်းရလိမ့်မယ်ဒါကြောင့်မလို့တရားဓမ္မများကိုယ်စိတ်သိပါလိမ့်မယ်ဗျာဘာကြောင့်ကိုယ်စိတ်အသိဆုံးတရားသူများမပြောရဘူးဘာကြောင့်လဲကိုယ်စိတ်လိုက်ပြီးဆိုရင်ဖြင့်သိကြပါလိမ့်မယ်အကြောင်းတရားအကျိုးတရားတွေဒါကြောင့်မလို့ကိုယ်စိတ်ကလေးကိုယ်စိတ်ပြအခုသာသနာတော်ကြီးနေတဲ့သင်္ခါမှာမနုဿတာဒုံလဘအရာကဲဆိုတရားလူရလို့တော့ဖြစ်လာကြပြီဘောရမမြတ်စွာဘုရားနောက်သိဆုံးသာသနာလည်းနေပြီဓမ္မယရနာကြီးနဲ့ကိုယ်လင်းပြီးသုံးဥသုံးမလဲနေပြီသုံးဥသုံးမလဲပြီးပါလေအသားနဲ့တချို့ကတော့သာသနာ့ဘကလုပ်တဲ့လုပ်ငန်းတွေနဲ့တင်းကျိန်နေကြတင်းကျိန်မနေကြနဲ့ဘာကြောင့်လဲတဲ့ဒီသာသနာမြှောင်တဲ့ကြဒီသာသနာကြီးမှာသောတာပန်ကြီးလည်းဖြစ်လိမ့်မယ်သရဂန်ကြီးလည်းဖြစ်လိမ့်မယ်အနာဂန်ကြီးလည်းဖြစ်လိမ့်မယ်ယဟန္တာကြီးလည်းဖြစ်လိမ့်မယ်ဒါတွေပညာတွေပြောနေတာပါဗျာပညာပြောမှပရမတ်ပေါက်မှာအဲ့ဒီတော့သောတာပန်ဆိုတာလည်းစိတ်ကလေးသရဂန်ဆိုတာစိတ်ကလေးအနာဂန်ဆိုတာလည်းစိတ်ကလေးယဟန္တာဆိုတာလည်းစိတ်ကလေးဒါပညာနဲ့ပရမတ်ပညာပြောမှဘာလို့ပရမတ်ပေါက်နိုင်ရဲ့အဲ့ဒီတော့ပညာပြောမှသိကြမှာဘူးအဲ့ဒီတော့သောတာပန်သရဂံအနာဂံယဟန္တာဆိုတာဒါပညာကြီးပြောတာအဲ့တော့စိတ်ကိုတရားဓမ္မများဟောအကြောင်းတရားအကျိုးတရားအဲ့တော့မသိကြတော့မိမိမောမောနဲ့ပျော်မြူးပြီးတော့နေကြတယ်အဲ့ဒီတော့အခုသာသနာကြီးအသိပေးနေတာတရားဓမ္မများသာသနာကြီးရှိတဲ့အချိန်ကမမေ့မမော့ကြနဲ့ပျော်မနေကြနဲ့ပြောနေကြမယ်အတိတ်ကာလတုန်းကပြောနေတယ်လို့အတိတ်ကာလတုန်းကနေတယ်လို့အတိတ်ကာလတုန်းကဒါနမှုတွေတင်းတင်းနေတယ်လို့အတိတ်ကာလတုန်းကသီလမှုတွေစောင့်တည်နေတယ်လို့အဲ့ဓာတွေနဲ့ညရောင်ရဲပြီးတော့ညတင်းတင်းမနေကြနဲ့ဒီသာသနာကြီးမှာပေါ့သေးသေးမလုပ်ကြနဲ့ရက်တဲ့ကြငါတင်းနဲ့ငါကြောင်းစားကျန်နေငါဖျားကဲမယ်လို့ရှင်းကပြည့်ညတ်ကြီးထွက်ထားတယ်မဟုတ်လားဒီသာသနာဘယ်ငါးညကြာမယ်ထင်ရတယ်မသိကြတော့မကြောက်ကြဘူးသမာဓိရှိတဲ့ပုဂ္ဂိုလ်ကြတော့မြင်လိမ့်မယ်သစ္စာလေးပါးတရားတော်များကြီးထိုးထွင်းပြီးရတဲ့ပုဂ္ဂိုလ်ကြတော့သိကြလိမ့်မယ်သမာဓိမှာတပည့်ဘုံမှာမရှိတဲ့ပုဂ္ဂိုလ်အကန်းကြီးဖြစ်နေကြလိမ့်မယ်ဗျသမာဓိမှာမရှိသေးဘူးတချို့ကတော့တရားဓမ္မများအကြောင်းတရားအကျိုးတရားဆိုတာနာအကြောင်းကြောင့်ရုပ်အကျိုးရုပ်အကြောင်းကြောင့်နာအကျိုးဟောကာလ၃ပါးရှိအကြောင်းကိုမသိကြတော့မကြောက်ကြဘူးအကြောင်းတရားအကျိုးတရားဆိုတာတရားဓမ္မများအခုဘာကြောင့်လူရဲ့လူဖြစ်နေတာအကြောင်းကြောင့်အကျိုးဖြစ်နေတယ်မဟုတ်လားအတိတ်ကာလတုန်းကဒါနကုသိုလ်ကံတွေသီလကုသိုလ်ကံတွေဘာဝနာကုသိုလ်ကံတွေကြောင့်အခုအတိတ်ကာလကံကြောင့်အခုလူရဲ့လူလာဖြစ်တာဘာကြောင့်ဖြစ်တယ်လဲဆိုတော့ကိုယ်စိတ်ကိုဖြစ်ရင်အတိဆုံးတရားရအဲ့ဒီတော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ၃ပါးကိုသင်ရင်သုံးသပ်လိုက်လို့ရှိရင်မနေ့ကအိယာဓာလေးတစ်ချိန်စစ်လိုက်ကြနေ့ချင်းကိုတစ်ချိန်စစ်လိုက်ကြညအိယာဝင်ကိုတစ်ချိန်စစ်လိုက်ကြဒီလိုမှမစစ်လို့မိမိမောမောနဲ့လောဘတိဒေါသတိမောဟတိမာမာနတွေနဲ့ပျော်နေတဲ့ပုဂ္ဂိုလ်ကြတော့သွားလိမ့်မရက်တဲ့ကြထောင်လိမ့်ဘာကြောင့်လဲမိမောနေတာကိုဘယ်သွားလို့ဘယ်လာရမှမသိဘူးကြောက်လည်းမကြောက်ဘူးဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကြီးသစ္စာ၄ပါးတရားတော်မြတ်ကြီးဟောထားတယ်မဟုတ်လားသစ္စာ၄ပါးသိရင်ပယ်နိုင်ရဲ့မသိရင်ဘယ်တော့မှမပယ်ဘူးသ
မှပဲနာအတိတ်ကာလတော့ဥပဇင်းတို့ကလည်းမသိလို့မပယ်ခဲ့ပါဘူးဗျာဘာကြောင့်လဲတဲ့အတိတ်ကာလတော့ဥပဇင်းကလည်းလူကောင်းမဟုတ်ဘူးဗျာလူဆိုးကြီးဗျာဘာကြောင့်လဲတဲ့ဓမြတွေလည်းတိုက်ခဲ့တယ်ဗျာမှန်တာပြောတယ်ဗျာဟောဒီကမာရွတ်တဲ့ချခါရတာဥစ္စာကိုလည်းမလေးမမလေးဆိုတဲ့ပိုက်လုံးကြီးရဲ့အချခံလိုက်ရတဲ့ဥစ္စာကိုမသက်သာခဲ့ပါဘူးဗျာဝတ်ကြီးခံလိုက်ရတယ်ဒါပါလေတဲ့အတိတ်ကာလတုန်းကမသိခဲ့တော့လုတ်ခဲ့ဒကာဒကမာများအတိတ်ကာလတုန်းကမသိလို့လုတ်ခဲ့တာဗျာအခုပြစ္ဆုတ်ပံကာလသီလဗမာတိပညာပြည့်စုံလာတော့အမှန်မြင်အမှန်သိတော့ကိုအတိတ်ကာလတုန်းကပြုတ်တဲ့ကံတွေအကုသိုလ်ကံတွေဟာဖြင့်သိလားဘယ်လိုသိစိတ်ကြီးသိလားဩအတိတ်ကာလတုန်းကသမာဓိဉာဏ်သမာဓိဉာဏ်စီဓမ္မစက္ကုံကြီးပွင့်ပြီးတော့အတိတ်ကာလတုန်းကငါပြုတ်တဲ့ကံတွေဟာဘယ်ကံတွေလဲလောဘကံတွေပါလားဒေါသကံတွေပါလားမောဟကံတွေပါလားမာမာနကံတွေပါလားဒီကံတွေသိလားဒီကံတွေကအပေဖို့ဒါတွေသိလားလောဘကံကြောင့်အကြောင်းတရားကြောင့်ငါအပေဆင်းရမှာပါလားဒေါသကံအကြောင်းတရားကြောင့်ငရဲကြီးစိတ်ကဆင်းခံရမှာပါလားမောဟအကြောင်းတရားကံကြောင့်မို့လို့အပေလေးပါဆင်းပြီးတော့ခွေးတို့ကြက်တို့ဝက်တို့ဘဲတို့တိရစ္ဆာန်တို့ဖြစ်မှာပါလားဒီဟာတွေကတချို့ကတော့တိရစ္ဆာန်မရှိဘူးတိရစ္ဆာန်တွေဒီမှာရှိပါဗျအပေလေးပါးသားတွေအပေလေးပါးမရှိဘူးဒီလိုပြောနေပြောတာရှိကြတယ်ငရဲမရှိဘူးနတ်ပြည်မရှိဘူးဇမာမရှိဘူးအဲ့ဒီပုံကိုယ်တွေကကန်းနေတယ်ကို့မှာသမာဓိမှာတပည့်ဘုံမှာမရှိပဲဘာမြင်မှာတော့ဗျာမမြင်ပါဘူးဗျာမြင်တာကဘယ်လိုပုံကိုမြင်မလဲအရိယာကြီးတွေမြင်ပါတယ်ဗျာအရိယာကြီးတွေမြင်ကောင်းတဲ့တရားကဘာလဲဗျာသီလသမာဓိပညာပါဗျာအဲ့တော့ဓမ္မကြီးတွေစိတ်ကိုဟောတာနော်ဒီပြန်ဟာကိုဟောနေတာမို့စိတ်ကလေးတွေဟောမှာအဲ့ဒီတော့ဥပဇင်ကလည်းစိတ်ပဲသိတယ်ကိုယ်စိတ်ကိုစစ်လာတော့သိတာပေါ့ဗျာဘာကြောင့်လဲဥပဇင်ကတော့လူတွေမချက်ပေါ့နတ်တယ်ဘာကြောင့်လဲကိုယ်စိတ်ကလေးကိုသိထားတာငါစိတ်ကလေးကဘယ်ညွန့်လဲမျက်စိကဘယ်ညွန့်လဲနားကဘယ်ညွန့်လဲနှာခေါင်းကဘယ်ညွန့်လဲပါးစပ်ကဘယ်ညွန့်လဲကိုယ်အတွေ့ကဘယ်ညွန့်လဲမနှောကဘယ်ညွန့်လဲဆိုတော့လူတွေကတော့ဘာသိမလဲအန္တပုရုဇဉ်တွေသမာဓိမှမရှိပဲစိတ်ကိုတော့မသိပါဘူးဗျာအရိယာမှာများမှာသာလေသိနိုင်တဲ့တရားတွေပါဗျာအရိယာများကတော့အကုန်လုံးသိနေတဲ့တရားစိတ်ကိုကိုယ်စိတ်ကိုစစ်ထားတော့လူကတော့မသိဘူးနတ်တွေကသိပါတယ်ဗျာယမ20ဘဝတိအောင်သီလတကုသမာဓိတကုပညာတကုအကုန်သိပါတယ်အဲ့ဒါလူတော့မရှိဘူးနတ်တဲ့ဥပဒေလို့အတိတ်ကာလတုန်းကလည်းဥပဒေကလေဘာမှမသိခဲ့ဘူးဘာမှမသိခဲ့လို့ခိုးခဲ့တယ်မိုက်ခဲ့တယ်အဲ့ဒီမိုက်ခဲ့လူတော့မတတ်ပါဘူးဗျာဥပဒေဆိုတာမိုက်တာဘာဟုတ်သေးတယ်ကမာကြီးတို့တကာကြီးတို့မြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာယဟန်ကြီးဟာသတ်လိုက်တဲ့ပုဂ္ဂိုလ်ဟာလက်ညှိုးပေါင်း1000ဖြတ်လိုက်တဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ကျလူမိုက်ခေါ်မလားတကာဓမ္မများလူမိုက်ခေါ်လို့ရှိရင်ပြမှားသွားပြီအတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာကအကျိုးဒါလာ3ပါးရှိပါတယ်ဗျာအဲ့ဒီတော့အင်္ဂုလိမာလာကြီးသိုးရယ်ဆိုလို့ရှိရင်လည်းပြမှားသွားဘာကြောင့်လဲတဲ့အတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးအတိတ်ကာလတုန်းကအင်္ဂုလိမာလာကြီးဟာဖြင့်ဘာကြောင့်မို့လို့ဒီပြစ္ဆုတ်ပံကာလလက်ညှိုးကြီးဖြတ်ရတယ်လို့အကြောင်းတရားအကျိုးတရားတရားဓမ္မများပြောအောင်ပါပေါ့စိတ်ဆိုနော်အဲ့ဒီတော့အတိတ်ကာလတော့မြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာယဟန်ကြီးဟာသူဘာကြီးဖြစ်ခဲ့သလဲပိဋ္ဌာကြီးဖြစ်တယ်ပိဋ္ဌာကြီးကအသရောထောင်ကြီးဖြစ်ခဲ့တယ်ဗျာပိဋ္ဌာအသရောထောင်ကြီးဖြစ်ခဲ့တော့လွာနာချုပ်ဆက်ကလူတွေကသွားပြီးအသားထောင်ကြီးရဲ့ဆိုပြီးတော့တိချက်လာတယ်သူ့မှာပိဋ္ဌာကြီးဆိုတော့ဒီမဲ့အော်လဲမော်ပါဇက်ပေါက်လေးတင်းင်းလေးကိုအသရောထောင်ကြီးဖြစ်အဲ့ဒါကြီးတိစားလွာနာချုပ်ဆက်ကပုဂ္ဂိုလ်တွေကလက်ညှိုးညွှန်တဲ့ပုဂ္ဂိုလ်တွေကဟောင်းမှာကွာမင်းတို့မသွားကြဘူးလားအသားထောင်ကြီးဒီဟိုမှာသွားပြီးတော့ဟင်းရချက်စားခြင်းရတဲ့ပုဂ္ဂိုလ်သွားပါလားလက်ညှိုးညွှန်ပြတဲ့ပုဂ္ဂိုလ်တွေသူအသားကိုတီးပြီးတော့ချက်စားတဲ့ပုဂ္ဂိုလ်တွေဘောရမများစွာဘုရားသာသနာကြီးနေတဲ့ချိန်ကမကြတော့သူလူရယ်လို့ဖြစ်လာပါတယ်ဗျာလူရယ်လို့ဖြစ်လာတဲ့အချိန်ခါကျတော့ဒကာဒကမများခိုးသားကြီးဖြစ်ပါတယ်ဗျာခိုးသားကြီးဖြစ်တော့အတိတ်ကာလတုန်းကသူ့ကိုပိဋ္ဌာဘဝတုန်းကအတတိုးထောင်ကြီးကိုဖြစ်ခဲ့တုန်းကအသားတွေကိုတိကျက်စားတဲ့ပုဂ္ဂိုလ်တွေကိုသူကလက်ညှိုးပြပြီးအကုန်စပြစ်တာပါပဲဗျာလက်ညှိုးညွှန်တဲ့ပုဂ္ဂိုလ်တွေတော့လက်ညှိုးဖြတ်လိုက်ပါလေဗျာအဲ့ဒါပါလေအတိတ်အကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာကအကျိုးကာလ3ပါးဒီတိုက်သွားပါလေအဲ့ဒီတော့ဒကာဒကမများအတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါး
ဝကျွေးနေတော့မလုပ်ကြနဲ့ဗျာဘာကြောင့်လဲတဲ့အတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာကအကျိုးပောဆကြတော့မနေကြနဲ့ဘာကြောင့်လဲတဲ့အတိတ်ကတရားဓမ္မများကာယကမှုတွေဝစီကမှုတွေမနောကမှုတွေဒါတွေကအားရှိရကြဗျာသိသိလဲနေသိမောနေသင်လို့မကုန်နိုင်ဘူးဘာကြောင့်လဲအကြောင်းတရားအကျိုးတရားတွေပြုကျင့်လာတာတရားဓမ္မများသူများရိုက်ခဲ့တာတွေဒါတွေကသူများကိုဆဲပြီးတိုင်းသွားလုပ်ခဲ့တာတွေဒါတွေကအတိတ်ကပြုရကာယကံကြီးဝစီကံကြီးမနောကံကြီးဒါတွေကတရားဓမ္မများသင်္ကြန်ဆဲတွေနဲ့သင်္ဘောတွေနဲ့ကျင့်လို့ကုန်နိုင်ပါဦးမလားမကုန်နိုင်ဘူးဒီအတိတ်ကပြုတ်ထားတဲ့ကံနေဆိုတာကတော့တရားဓမ္မများလဲနဲ့လေနဲ့သင်္ဘောနဲ့ကျင့်လို့မကုန်ပါဘူးဗျာဒါတွေကဝိပဿနာဉာဏ်ရရင်ရမရလို့ရှိရင်ပြက်ပြီးတကားသုံးဖို့နှုံးငုံဆောင်ထားအောင်တော့သေဃာနိဆဲဆဲကြပြီဆိုရင်ကိုပြုတ်ထားတဲ့ကံကြီးကဘာကံကြီးလဲမကောင်းတဲ့အာစိန်ကံကြီးပြုတ်ထားပါတယ်ဗျာမကောင်းတဲ့အာစိန်ကံပြုတ်ထားတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတဲ့အာသနကံလာပါလိမ့်မယ်ဗျာအဲ့ဒီတော့ကိုယ်စိတ်အပြီးဆုံးတရားတွေးပါလိမ့်မယ်ဘာကြောင့်လဲအတိတ်ကာလတုန်းကတရားဓမ္မများလောဘကံကြီးဒေါသကံကြီးမောဟကံကြီးမာနကံကြီးဒါဒီစိတ်ကံကြီးကမတိတိကျကျနဲ့သင်္ဘောတွေနဲ့ကျင်းလို့မဟုတ်အဲ့တော့ပုဂ္ဂိုလ်ဒီမကြောက်ကြတချို့လူသေးလူဖြစ်တယ်လို့ပြောသေးတယ်လူသေးလူဖြစ်တယ်ဟုတ်ပါတယ်ဗျာအဲ့တော့တရားဓမ္မပြပညာကရှိကတွေ့တယ်နောက်ကပရမသစ္စာလိုက်လူသေးလူဖြစ်တယ်ဟုတ်ပါတယ်ဗျာမှန်ပါတယ်ဗျာလူသေးလူဖြစ်တာစကားဘယ်လိုပုဂ္ဂိုလ်များလူသေးလူဖြစ်မလဲသီလနဲ့သမာဓိပညာရရင်လူသေးလူဖြစ်ပါတယ်ဗျာအပေတကားပိတ်တယ်ဘာကြောင့်အပေတကားပိတ်လဲသစ္စာ၄ပါးတရားတော်များကြည်ရပါပြီဗျာသီလသမာဓိပညာပြည့်စုံပါပြီဗျာအဲ့ဒီသီလသမာဓိပညာပြည့်စုံလို့ရှိရင်အပယ်လွတ်ပါတယ်ဗျာသီလသမာဓိပညာမှမပြည့်စုံတဲ့ပုဂ္ဂိုလ်ဘယ်ကအပယ်လွတ်မလဲဒီတကသုံးပုံနှုံပုံဆောင်ထားအောင်တော့ဘယ်တော့မှမလွတ်ဘူးဘာကြောင့်မလွတ်တယ်လဲတဲ့သေဂာနိဆဲဆဲကြပြီဆိုလို့ရှိရင်တရားဓမ္မများအတိတ်ကာလတုန်းကစွဲထားတဲ့အစွဲဘာတွေစွဲထားကြနာနဲ့ယုံနဲ့စွဲထားနာနဲ့ယုံနဲ့စွဲထားတဲ့သေဂာနိဆဲဆဲကြတော့ဘ누구ကအပယ်လေးပါပို့မလဲနာလေးကညှို့လိုက်လိမ့်မယ်ဗျာအဲ့ဒီတော့နာအကြောင်းယုံအကျိုးယုံအကြောင်းနာအကျိုးကာလသုံးပါအဲ့ဒီတော့အတိတ်ကာလတုန်းကစွဲလိုက်ကြပါဘာဒီစွဲနေလဲငါကိုယ်ပဲငါလည်းဖဲငါချီပဲငါပူတယ်ငါကြိုက်တယ်ငါထုံတယ်ငါကျင်တယ်ငါအောင့်တယ်ဗျာဒီစွဲတာပဲအဲ့ဒီစွဲထားတဲ့အပေါ်မှာတခါဘ누구ကတခါအပယ်လေးပါးကိုဆွဲပို့ပြန်မလဲတဲ့တရားဓမ္မပြသေသေးချာချာကိုနာကြဘ누구ကတခါအပယ်လေးပါးကိုရောက်တဲ့ရောက်အောင်ဘ누구ကပို့လိုက်ပြန်ကြလဲတဲ့သေဆရာဝန်ကြီးတွေကပို့လိုက်ပြန်ပြီလောကတ္တပညာရှင်ကြီးတွေကပို့လိုက်ပြန်ပြီဘယ်လိုပို့လိုက်တယ်လဲအခုတရားဓမ္မများလောကီရဲ့လောကုတ်တရားရဲ့နှစ်ဌာနရှိတယ်အဲ့ဒီတော့ဘာလို့လဲသေဆရာဝန်ကြီးတွေကဘယ်လိုပြောလိုက်လဲပညာရှင်ပြောရင်ဘယ်လိုပြောလိုက်ကြလဲယောဂါတွေဘယ်ယောဂါလဲသင်္ခါယောဂါအသေးယောဂါအဆုံးယောဂါနှလုံးယောဂါသေဆရာဝန်ကြီးတွေကလောကတ္တပညာရှင်ပုဂ္ဂိုလ်ကြီးတွေကအဲ့ဒါပညာရှင်ပေးလိုက်တော့လူနာရှင်မှာဘာတွေတွဲသွားလဲသေဆရာဝန်လောကတ္တပညာရှိတဲ့သေဆရာဝန်ကြီးတွေကအသေးယောဂါလို့ပြောလိုက်တော့အသေးယောဂါကြီးတွဲပါတယ်ဗျာမတွဲကြဘူးလားအဆုံးယောဂါလို့ဆရာဝန်ကြီးကပြောလိုက်တော့အဆုံးယောဂါလို့တွဲပါတယ်ဗျာနှလုံးယောဂါလို့ပညာရှင်ပေးလိုက်နှလုံးယောဂါလို့တွဲပါတယ်ဗျာအဲ့ဒါသေဆရာဝန်ကြီးကတခါပညာရှင်ပေးလိုက်တော့တရားဓမ္မတွေကတွဲပါရောဘာတွဲလဲငါတော့အသေးယောဂါကြီးငါတော့နှလုံးယောဂါကြီးငါတော့အဆုံးယောဂါကြီးငါတော့သင်္ခါယောဂါကြီးငါတော့စီဂျိုယောဂါကြီးငါတော့ပန်းနာယောဂါကြီးအဲ့ဒါတွဲတာအဲ့ဒါနာနဲ့ယုံနဲ့တွဲတာပဲအဲ့ဒီတော့ငါအသေးယောဂါလို့ဒီလိုတွဲကြရုပ်တွဲတာအဲ့ဒီတော့တရားဓမ္မများနာနဲ့ယုံနဲ့တွဲလိုက်တဲ့ဥစ္စာကဘာလာစမ်းတည့်တဲ့တဲကတွဲလိုက်ကြတဲ့အတွက်အခုတည်းတွဲတော့မယ်ဘာကြောင့်လဲသေဃာကြီးဆဲဆဲကြတော့တရားဓမ္မများမေ့မော့ပြီးတော့များမနေကြနဲ့အတိတ်ကဟာလေးတွေနဲ့တို့လူထားတာပဲဘယ်သွားမလဲလို့ဒီလိုမယူဆနဲ့
တို့သီလတွေဆောက်တည်ထားတာပဲဘယ်သွားမလဲလို့ဒီလိုမယူဆအဲ့ဒီဒါနတွေသီလတွေကကံပေါ်တဲ့အချိန်ကအကျိုးပေးမယ်နောက်ကမျက်ခြေမပြတ်လိုက်ရပဲဘာကြောင့်လဲတဲ့ဒကာဒကမများအတိတ်ကာလတုန်းကဒါနကုသိုလ်ကံကုသိုလ်ကံဘာဝနာကုသိုလ်ကံသမထကုသိုလ်ကံဒီကံတွေကနောက်ကမပြတ်လိုက်နေရပါပဲဗျာအဲ့ဒီတော့ကံပေါ်တဲ့အချိန်ကသူကအကျိုးပေးမယ်ဘာကြောင့်လဲတဲ့ဒါနကုသိုလ်ကံရဲ့သီလကုသိုလ်ကံရဲ့ဘာဝနာကုသိုလ်ကံရဲ့သမထကုသိုလ်ကံရဲ့သမထကုသိုလ်ကံအချိန်ကြောင့်မြမသွားမယ်သီလကုသိုလ်ကံဒါနကုသိုလ်ကံကြောင့်လူရဲ့နတ်ရဲ့ပြင်မယ်ဒါဘာကြောင့်အခုလူဖြစ်တာဘာကြောင့်ဖြစ်လဲကိုယ်စိတ်လူဖြစ်တာကအတိတ်ကာလတုန်းကဒါနကုသိုလ်ကံသီလကုသိုလ်ကံကြောင့်အခုမနုဿတာဒုံလာပါရခဲ့တော့တရားလူဖြစ်တာဗျအသက်ရှိတာအခုပြစ္ဆုတ်ပံကာလအသက်ရှိတယ်ဘာကြောင့်ရှိတယ်လဲအတိတ်ကာလတုန်းကသီလတကိုးဗျအသက်ရှိပြီးတဲ့80 80 90အတိတ်ကာလတုန်းကပစ္စည်းဥစ္စာချမ်းသာတွေသိန်း100သိန်း20သိန်း30လူခဲ့တဲ့ဒါနကုသိုလ်ကံတွေကြောင့်အခုပစ္စည်းဥစ္စာကျွဲဝပေါ်များတယ်ဒကာဒကမပြကံကံဤကျိုးယုံရကံကံဤအကျိုးကိုယုံမှာအတိတ်ကာလတုန်းကကံကံဤအကျိုးကိုမယုံတဲ့ပုံကိုယ်တွေကြတော့အခုဆင်းရဲကြတယ်မဟုတ်လားဗျာဓာတ်လူများတွေ့ကြသလားသိ10သိန်းရှိတဲ့ပုံကိုယ်တွေကတချို့ဗျာဦးဇင်းတို့အတိတ်ကာလတော့ကားစီးတင်ပါလေဗျာမသိရလို့အခုကားစီးတဲ့ပုံကိုယ်တွေ1000တန်ကားစီးတဲ့ပုံကိုယ်အတိတ်ကလှူထားတဲ့ဒါနကုသိုလ်ကံတွေပါဗျာသုံးဓာတ်တိုက်ကြီးတဲ့နေရာကအတိတ်ကဒါနကုသိုလ်ကံတွေပါဗျာအသက်ကြီးသေးတာကအတိတ်ကာလတုန်းကသီလကုသိုလ်ကံတွေပါဗျာကဲဒါနကုသိုလ်ကံသီလကုသိုလ်ကံဒီကံတွေကအသက်သီလကုသိုလ်ကံကအသက်ရှိပြီးတယ်ဒါနကုသိုလ်ကံကချမ်းသာပြီးအတိတ်ကာလတုန်းကဒါနကုသိုလ်ကံသီလကုသိုလ်ကံလည်းမရှိတော့မလီတောင်းစားရတဲ့ပုဂ္ဂိုလ်ရှိတယ်တက်တဲ့အိမ်ကြီးနဲ့ကျန်9000နဲ့နေရတယ်မနဲ့စားညသားမှဖန်တီးပြီးစားရတယ်ကံကံအကျိုးပါဗျာကံကံအကျိုးကိုယုံလို့ရှိရင်ဖြင့်ကောင်းပါလေဗျာအဲ့ဒီတော့အတိတ်အကြောင်းပြစ္ဆုတ်ပါအကျိုးပြစ္ဆုတ်ပါအကြောင်းအနာကအကျိုးကာလ3ပါးရှိပါတယ်ကံကံအကျိုးယုံပါအဲ့ဒီတော့ကံကံအကျိုးကိုသိသွားပြီဆိုလို့ရှိရင်တရားဓမ္မများအပေလေးပါးလည်းလွတ်ပါတယ်ဗျာဘာကြောင့်လဲအတိတ်ကာလတုန်းကငါအကြောင်းတရားအကျိုးတရားပဲအသက်90နေရမယ်ပုဂ္ဂိုလ်ကအသက်90နေပြီးသိရမယ်ဆိုတာသိသွားပြီဘာကြောင့်လဲတရားယောဂီပုဂ္ဂိုလ်တွေအဖြစ်သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကံကံကျိုးယုံသွားတဲ့ပုဂ္ဂိုလ်တွေကသိပါပြီဗျာဘာကြောင့်သိတယ်လဲတဲ့အတိတ်အနာကပြစ္ဆုတ်ပါကာလ3ပါးကိုထိုးထွင်းပြီးတစ်ခါတည်းသိတာဘာကြောင့်သိကြလဲသီလသမာဓိကြောင့်ဒါတွေမြင်လာပဲအကုန်ငါအတိတ်ကာလတုန်းကဒါနကုသိုလ်ကံအခုပြည့်စုံချမ်းသာပါလားသီလကုသိုလ်ကံကြောင့်အသက်ရှင်နေပါလားသူများအနုသီလကုသိုလ်ကံမရှိတဲ့ပုဂ္ဂိုလ်အစိမ့်နဲ့လည်းသိရတယ်20နဲ့လည်းသိရတယ်မွေးပြီးလည်းသိရတယ်6ရက်နဲ့သိရတယ်3ရက်နဲ့သိရတယ်4ရက်နဲ့လည်းသိရတယ်တစ်နှစ်သမီးလည်းသိရတယ်2နှစ်သမီးလည်းသိရတယ်3နှစ်သမီးလည်းသိရတယ်ဘာကြောင့်သိရတယ်လဲတဲ့အတိတ်ကာလတုန်းကသီလကုသိုလ်ကံမရှိလို့ပါဗျာကိုယ်စိတ်ကိုသိရငါတို့အခုအသက်ရှင်နေတာဘာကြောင့်ရှင်နေသလဲဆိုတာအတိတ်ကိုသိရင်ကြည့်လိုက်ကြအောင်ဘယ်လိုသိရငါတို့အခုအသက်40ရှိတဲ့ပုဂ္ဂိုလ်ပါနေမယ်30ရှိတဲ့ပုဂ္ဂိုလ်ပါနေမယ်20ရှိတဲ့ပုဂ္ဂိုလ်ပါနေမယ်50ရှိတဲ့ပုဂ္ဂိုလ်ပါနေမယ်60ရှိတဲ့ပုဂ္ဂိုလ်ပါနေမယ်90ရှိတဲ့ပုဂ္ဂိုလ်ပါနေမယ်80ရှိတဲ့ပုဂ္ဂိုလ်ပါနေဘာတော့ပါလဲ80ရှိတဲ့ပုဂ္ဂိုလ်ကသီလအနံကောင်းအဲ့တော့90ရှိတဲ့ပုဂ္ဂိုလ်လည်းသီလအနံကောင်းတချို့သီလရှိပြီးတော့ဒါနကုသိုလ်ကံတွေကနည်းလာတဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှိပြီးတဲ့ဒါနကုသိုလ်ကနည်းတယ်တော့ဆင်းရဲတယ်တရားတော်မှာများအဲ့တော့ဒါနကုသိုလ်ကံသီလကုသိုလ်ကံကံပေါ်တဲ့အချိန်ကသူကအကျိုးပေးတယ်ကံမပေါ်တဲ့အချိန်ကကြတော့ဘယ်တော့မှအကျိုးမပေးနိုင်ဘူးဘာကြောင့်အကျိုးမပေးနိုင်လဲတဲ့အကုသိုလ်ကံကုသိုလ်ကံဒီနှစ်ပါးသံဃာလဲတယ်အဲ့ဒီတော့အကုသိုလ်ကံကုသိုလ်ကံဒီနှစ်ပါးသံဃာလဲတယ်ဘာကြောင့်လဲတဲ့သမုဒိသစ္စာနဲ့ကပုဂ္ဂိုလ်တွေဒါနကုသိုလ်ကံသီလကုသိုလ်ကံသမထကုသိုလ်ကံဘာဝနာကုသိုလ်ကံဒီကံတွေလောက်တော့ဘာတွေလို့သူတို့လိုချင်တယ်လေလူချမ်းသာတာတွေလိုချင်တယ်နတ်ချမ်းသာတာတွေလိုချင်တယ်ယမချမ်းသာတာတွေလိုချင်ဒီချမ်းသာတာတွေလိုချင်တဲ့သမုဒိယအကြောင်းတရားကြောင့်မလို့လူရဲ့လို့ဖြစ်တယ်
နတ်ရဲ့လို့ဖြစ်တယ်မြမာရဲ့လို့ဖြစ်တယ်ဘာကြောင့်ဖြစ်တယ်လဲကိုလိုချင်တာကိုဗျာလိုချင်တော့ဖြစ်တာပဲဖြစ်တော့ဖြစ်ပါရဲ့အတိတ်ကာလတုန်းကဒါနကုသိုလ်ကံသီလကုသိုလ်ကံဖြစ်တော့ဖြစ်ပြီးတဲ့ဘယ်ချိန်ကံပေါ်လို့ဘယ်ချိန်ဖြစ်မှမသိဘာကြောင့်လဲတရားဓမ္မများအပယ်လေးပါးကိုအကုသိုလ်ကံကုသိုလ်ကံဆိုတော့အကုသိုလ်ကံအတာရင်ကုသိုလ်ကံနဲလို့ရှိရင်အကုသိုလ်ကံအရင်သိရကုသိုလ်ကံအတာရင်ကုသိုလ်ကံအရင်ပေါ်ရအဲ့ဒီတော့ကုသိုလ်ကံအရင်ပေါ်တဲ့ပုဂ္ဂိုလ်ကြတော့လူရဲ့နတ်ရဲ့သမထကုသိုလ်ကံအချိန်ကောင်းတဲ့ကဗြဟ္မာ20အဲ့ဒီတော့ဒီကံကြီးပေါ်တဲ့အချိန်ကကြတော့ဒကမာကြီးတို့အတိတ်ကလှူထားတဲ့ကံကြီးအကျိုးပေးပါပြီဗျာကံပေါ်လာမှာဟုတ်ကံမပေါ်လို့တရားဓမ္မများအတိတ်ကာလတုန်းကဆွဲထားတဲ့နာရဲ့ရုပ်ပဲဆွဲထားတယ်အဲ့ဒီနာဆွဲရုပ်ဆွဲကရှိတယ်ဗျာဘာကြောင့်လဲနာဆွဲရုပ်ဆွဲကအပေဖို့မှာအဲ့ဒီတော့ပညာလည်းပညာမှမသိပရမလည်းပရမမှမသိယုံလည်းယုံမှမသိနာလည်းနာမှမသိပြက်ထားလည်းမသိပြက်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိတချို့ဒီဘောကနေပြီးတော့ပြရောလူသေးလူပြရောလို့လူသေးလူဖြစ်တယ်လို့ပြောလူသေးလူမဖြစ်ပါဘူးဗျာအလကားပြောတာလူသေးလူဖြစ်ရင်တရားဓမ္မများအရိယာတွေတိုင်းခက်ကုန်တော့ပေါ့အရိယာကျင့်ညာအားထုတ်တဲ့ပုဂ္ဂိုလ်တွေတရားဓမ္မများသမထဝိပဿနာတရားကျင့်ညာအားထုတ်တဲ့ပုဂ္ဂိုလ်တွေလောဘအာယုံဒေါသအာယုံမောဟအာယုံနဲ့ချုပ်သွားတဲ့ပုဂ္ဂိုလ်တွေဘယ်နဲ့လုပ်ပါမလဲအရိယာတွေမစားရတော့အရိယာတွေစားဖို့ဖြစ်အရိယာတွေစားဖို့ဖြစ်တာဘာကြောင့်ဖြစ်တယ်လဲတဲ့ယုံမှလည်းမသိနာမှလည်းမသိပြက်ထားလည်းမသိပြက်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိဥပါဒံရုပ်ကိုလည်းယုံမှမသိဝေဒနာမှလည်းမသိတဲ့ပုဂ္ဂိုလ်တွေလောဘအာယုန်လေးနဲ့ထုတ်လိုက်ပြီးဆိုရင်ဘယ်တော့အပေလေးပါးချင်းပိတ်ကြဖြစ်တာပိတ်ကြဖြစ်တော့အရိယာတွေကစားရတယ်ဗျာငါးတယ်အဲ့ဒါသမထဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေကြတော့သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီပိတ်ကြသားတွေစားနေရမောဟနဲ့ထုတ်တဲ့ပုဂ္ဂိုလ်တွေကြတော့အပေလေးပါးဖြစ်ပြီးတော့ခွေးတို့ကြက်တို့ဝက်တို့ဘဲတို့တိရစ္ဆာန်တွေဒါတွေဖြစ်တဲ့အရိယာတွေစားအရိယာစားဖို့ဖြစ်တာအဲ့ဒီတော့မသိကြမကြောက်ကြဘူးဘယ်ကြောက်မလဲမသိလို့ပါဗျာသိရင်ကြောက်မှာပေါ့မျက်စိမြင်ရင်ကြောက်လိမ့်မယ်မျက်စိကန်းနေရင်တော့မမြင်ရင်ဘယ်တော့မှမကြောက်ဘူးခြုံတိုးလိမ့်မယ်သို့မြင်လို့ရှိရင်လော့အောင်ကြောက်မယ်ကြောက်ကြည့်မြင်လည်းသိမှာမဟုတ်ပါဘူးဗျာအဲ့ဒီတော့ပုဂ္ဂိုလ်တွေမျက်စိကန်းလိုက်ကြတာဘာတွေကန်းနေကြသလဲလောဘတွေဒေါသတွေမောဟတွေမာနတရားတွေလူကြီးမှလည်းမသိလူငယ်မှလည်းမသိဘုန်းကြီးမှလည်းမသိသံဃာမှလည်းမသိဖယားမှလည်းမသိတရားမှလည်းမသိသံဃာမှလည်းမသိဘာမှမသိတော့ရေစုံမျောတာဘယ်ကိုမျောလဲအပေလေးပါမျောတာအပေလေးပါဘာတွေဖြစ်လဲခွေးတို့ကြက်တို့ဝက်တို့အဲ့ဒီခွေးတို့ကြက်တို့ဝက်တို့ကဘလူတွေများအောင်းမေးကြနာယုတ်နှစ်ပါးဖြစ်ပြီးပြက်နေတဲ့သဘောတရားတွေအဲ့ဒီတော့လူရဲလို့ဖြစ်လာပြီးတဲ့တရားဓမ္မများလူသေးရင်လူဖြစ်တယ်အဲ့ဒီတော့လူဖြစ်ပြီးတဲ့ကိုယ်စိတ်ကိုစစ်ကြရလိမ့်မယ်ကိုယ်စိတ်ကိုယ်ရင်အတိဆုံးတရားရလိမ့်မယ်ငါတို့လူရဲလို့ဖြစ်ပြီးတဲ့တလိ္ခာစိတ်ကပိတ်တာစိတ်ကငရဲစိတ်ကဒါရှိကိုယ်စိတ်ကိုစစ်လိုက်လို့ရှိရင်ပြငါတို့လောဘကအာကြည့်နေသလားဒေါသတွေအာကြည့်နေသလားမောဟတွေဖုံးလွှမ်းနေသလားမာနတွေတက်နေသလားကိုယ်စိတ်ကိုစစ်လိုက်ပါဗျာအတိဆုံးပါဗျာသူများပြောရပါဘူးအဲ့ဒီတော့ကိုယ်စိတ်ကိုမစစ်ဖဲနဲ့ငါတို့တော့လူသေးလူဖြစ်တယ်လို့ပြောတယ်ပြောတော့ကိုယ်အဲ့ဒီတော့အရိယာတွေသွားဖို့ဖြစ်ပါတယ်ဗျာတရားနှလုံးကျင့်ကြံအားထုတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပုဂ္ဂိုလ်တွေရှိမှငါးတွေသွားရမယ်ကြက်သားတွေသွားရမယ်ဘဲသားတွေသွားရမယ်အမဲသားတွေသွားဘာကြောင့်လဲတဲ့လောဘအာယုန်တွေဒေါသအာယုန်တွေမောဟအာယုန်တွေမာနအာယုန်တွေဒီအာယုန်တွေနဲ့ချုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့အပယ်လေးပါအကုန်သိရတာအဲ့ဒီတော့တရားဓမ္မများအကြောင်းတရားအကျိုးတရားမသိကြတော့မကြောက်ကြဘူးမျက်စိနာနှာခေါင်းပါးစပ်ကိုယ်တွေ့မနှောစကား6ပေါက်ကအာယုံ6ပါးကပြန်ဒုက္ခဝေဒနာဒုက္ခဝေဒနာ2ပါးဒါပဲခံစားနေတာအဲ့ဒီတော့အကြောင်းတရားအကျိုးတရားမသိတော့ယုံမှလည်းမသိနာမှလည်းမသိဥပါဒံရုပ်ကိုလည်းမသိတော့မျက်စိကလည်းအကြောင်းအကျိုးနားကလည်းအကြောင်းအကျိုးနှာခေါင်းကလည်းအကြောင်းအကျိုးပါးစပ်ကလည်းအကြောင်းအကျိုးကိုယ်အတွေ့ကလည်းအကြောင်းအကျိုးမနှောကလည်းအကြောင်းအကျိုးကာလ3ပါးအကြောင်းအကျိုးနဲ့မသိတော့အမေမိမေမောမောနဲ့နေလိုက်ကြတာတချို့ရုပ်
ရုပ်ဒီဟာသေသွားရင်နောက်သူမဖြစ်ဘူးလို့ပြောသေးတယ်အဲ့တော့ဒကာဒကမများအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ဥစ္စာမသိကြတော့အတိတ်ကအနာဂတ်ပြစ္ဆုတ်ပံကာလ၃ပါးရှိတဲ့အနက်ကငါတို့အတိတ်ကာလဘယ်ကလာတယ်လဲသင်မြင်ကြည့်လိုက်ပါဗျာပြီးပါတယ်အကုသိုလ်ကံဒီကုံလာလို့ကုသိုလ်ကံရလို့မနုဿတာဒုံလာပါရခဲ့တော့တရားလူရလို့ဖြစ်လာပြီအခုဗျာဘောရမမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာလည်းမြင်ကြပြီဓမ္မယရနာတွေလည်းပွင့်နေပြီသုံးမလဲမြည်သုံးမလဲမြည်ပါလေအသားနဲ့မေ့မောပြီးတော့တခါတည်းကိုပြောနေလိုက်ကြတာဘာတွေနဲ့ပြောနေလဲအရက်တွေနဲ့ပြောတယ်ဘောကာတွေနဲ့ပြောတယ်ဟိုတယ်တွေနဲ့ပြောတယ်သမီးတွေနဲ့ပြောတယ်သားတွေနဲ့ပြောတယ်စိတ်တွေကျွေးတွေနဲ့ပြောတယ်ကာကြီးတွေနဲ့ပြောတယ်ဓာကြီးတွေနဲ့ပြောနေသွားတော့မယ်လားမှတ်တော့အခုသာသနာမှာနောက်ပိတ်ဆုံးသာသနာဘာကြောင့်လဲသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကြံနိုင်မလားသီလသမာဓိပညာမှမပြည့်စုံတဲ့ပုဂ္ဂိုလ်ရက်လေကြအကုန်ချောင်းမယ်လောဘကြီးတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်မောဟဖုံးလွှမ်းတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်ဘာကြောင့်လဲတဲ့ရက်လေကြငါတင်နေငါကြောင်စားပြန်နေငါဖျားကဲမယ်လို့ဒီကပညာထွက်ထားတယ်အဲ့တော့ဒီကပညာကထွက်တော့နောက်ကပရမသစ္စာလိုက်ပြီးသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေမြင်ရလိမ့်မယ်သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်သိကြလိမ့်မယ်။ဘာကြောင့်လဲတဲ့ဒီသာသနာမှာတရားဓမ္မများတရားဆောင်တာတရားရှိပြီးတော့အများကြီးမျက်စိမြင်တဲ့ပုဂ္ဂိုလ်သီလသမာဓိပညာသမာဓိမှန်ကြောင်းရတဲ့ပုဂ္ဂိုလ်မြင်ပါလိမ့်မယ်ဗျာ။ကမ်းနေရင်တော့မမြင်ဘူး။သမာဓိရှိတဲ့ပုဂ္ဂိုလ်မြင်ပါလိမ့်မယ်။နတ်ပြည်ကြီးလည်းမြင်ပါတယ်ဗျာ။ဇမား20လည်းမြင်ပါတယ်ဗျာငရဲတိရိစ္ဆာန်ပိဋကအတုရကဲအကုန်မြင်ပါတယ်ဗျာဘာကြောင့်လဲဘာကြောင့်မြင်တယ်လဲမြတ်စွာဘုရားဟောထားပါတယ်ဗျာဘယ်လိုဟောထားလဲဓမ္မစကြာတရားတော်များကြီးဟောထားတဲ့အရှင်ရှားကြီးသိပါလိမ့်မယ်ဗျာသက္ခုံဥဒ္ဒပါရိဉာဏဥဒ္ဒပါရိပညာဥဒ္ဒပါရိဝိဇ္ဇာဥဒ္ဒပါရိအာလောကောဥဒ္ဒပါရိအလကားထားပြခဲ့တာမဟုတ်ဘူးအလကားထားပြခဲ့တာမဟုတ်ဘူးသီလသမာဓိပညာပြည့်စုံလို့ရှိရင်ပြည့်အာလောကောဥဒ္ဒပါတိတလောကလုံးအကုန်သိတလောကလုံးကိုဘုံသုံးပါးကိုအကုန်သိတာပဲဘာကြောင့်သိကြလဲသီလသမာဓိပညာပြည့်စုံလို့ပါဗျာသီလမှာတပည့်ဖို့မရှိရင်ဘာမှမသိပါဘူးဗျာသမာဓိမှာတပည့်ဖို့မရှိရင်မသိပါပါဗျာဘာသိမလဲသီလသမာဓိပညာမှမရှိပဲဘာတွေသူ့မှာရှိတယ်ပြုတ်ထားတဲ့ကံတွေကဘယ်ကံတွေလဲမကောင်းတဲ့အာသိကံတွေမကောင်းတဲ့အာသိဉာဏ်ဆိုတာဒကာဒကမများလူသမခိုးမတိုက်မဘိန်းစာမတရားတွေကအကုသိုလ်ကံလို့မထင်နဲ့ဒကာဒကမများအကုသိုလ်ကံဆိုတာဒကာဒကမများမျက်စိအာယုံနာအာယုံနှာခေါင်းအာယုံပါးစပ်အာယုံကိုယ်တွေ့အာယုံမနောအာယုံဒီအာယုံတွေကဒကာဒကမများမျက်စိကလည်းလောဘကဲဒေါသရဲ့မောဟရဲ့နားကလည်းလောဘကဲဒေါသရဲ့မောဟရဲ့နှာခေါင်းကလည်းလောဘကဲဒေါသရဲ့မောဟရဲ့ကိုယ်အတွေ့ကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မနောကရောလောဘဒေါသမောဟဒါတွေကအပယ်လေးပါသွားအဲ့ဒီတော့မသိကြတော့မကြောက်ကြဘူးအဲ့ဒီတော့မြတ်စွာဘုရားလည်းအရှင်ကဟောထားတာပဲလေသတ္တလောကသင်္ခါရလောကဩကာသလောကလောက၃ပါးရှိအဲ့ဒီတော့နာလိတိယဌာနဩကာသလောကအဲ့ဒီတော့နာလိတိယဌာနဩကာသလောကဆိုတာသတ္တလောကသင်္ခါရလောကဩကာသလောကတဲ့လောက၃ပါးရှိပါတယ်ဗျာလောက၃ပါးရှိတော့တရားဓမ္မများယုံနာဖြစ်ပြသဘာဝသစ္စာဥပါဒာယုတ်ကိုသိရင်ပြီးမသိလို့ရှိရင်နာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးမျက်စိကလည်းနံတရားဟာပြည့်ွက်ညွှတ်လိုက်ရင်ဩကာသလောကဖြစ်ပေါ်ပါလိမ့်မယ်ဘာကြောင့်လဲနာအကြောင်းကြောင့်ယုတ်အကျိုးယုတ်အကြောင်းကြောင့်နာအကျိုးကာလ၃ပါးရှိတဲ့အ낵ကတရားဓမ္မများနာအကြောင်းဆိုတာဘယ်လိုဟာလဲတရားဓမ္မများအခုသက္ကတုဓမ္မယုံကြီးကိုတရားကွာနာမယ်တရားထိုင်မယ်ဆိုလို့နာလေးကညှို့လိုက်လို့ယုတ်ကြည်လာပါတယ်ဗျာအဲ့ဒါနာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးပါဗျာနာလေးကညှို့လိုက်လို့လာခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်ပေးလိုက်လို့သိပေါ်ပေးလိုက်လို့လာတယ်ဗျာ
ဩကာသလောကကြီးသက္ကတို့ဓမ္မယုံကြီးတဲ့ထိုင်းနေပါပြီဗျာခန္ဓာ၅ပါးဖြစ်နေပါပြီဗျာဒါတွေကိုမသိကြဘူးပုဂ္ဂိုလ်တွေမသိကြတော့မကြောက်ကြဘူးသွားရမှာကဘယ်လဲအပေလေးပါးကိုသွားလိုက်ရမှာဘာတွေနဲ့ပြောတဲ့အပေလေးပါးသွားရမယ်ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲလောဘတိဒေါသတိမောဟတိမာနဒီဟာဒီအားကောင်းနေတဲ့ပုဂ္ဂိုလ်ကသွားရင်ကျင်းသေးတယ်ဗျမြေကြီးနဲ့လက်ဝါးရင်ပုတ်ရင်တော့လွဲကျင်လည်းလွဲမလဲအဲ့ဒီပုဂ္ဂိုလ်ကတော့ကျင်းနေသွားဘာကြောင့်သွားရမလဲအကြောင်းတရားအကျိုးတရားကိုမသိဘူးသီလသမာဓိပညာလည်းမပြည့်စုံဘူးမသိကြတော့မကြောက်ကြဘူးအဲ့တော့မိမိမောမောနဲ့လူသေးလူဖြစ်တယ်လို့ပြောသေးတယ်လူသေးလူဖြစ်တာကသစားရှိတယ်ဗျာအပေတကားပိတ်တဲ့ပုဂ္ဂိုလ်မဟာသောတာပန်ကြီးကတော့လူသေးလူဖြစ်ပါလေဗျာဘယ်တော့မှအပေလေးပါးကိုမသိတော့ဘူးလူဘုံနာဘုံပြမဘုံနေပါကူးသွားတယ်အဲ့ဒီတော့အဲ့ဒီပုဂ္ဂိုလ်တော့လူသေးလူဖြစ်တယ်လောဘတိဒေါသတိမောဟတိမာနတိဖယားမှလည်းမသိတရားမှလည်းမသိသံဃာမှလည်းမသိသံဃာတွေ့လဲဘေးတိုက်သွားတယ်မိဘမှလည်းမသိဘေးတိုက်သွားတယ်ဒီလိုပုဂ္ဂိုလ်တွေကသွားလိမ့်မယ်ဗျအရိယာတွေစားဖို့ဖြစ်တယ်အဲ့ဒီတော့ဒကာဒကမများမျက်စိကလည်းအကြောင်းတရားအကျိုးတရားနားကလည်းအကြောင်းတရားအကျိုးတရားနှာခေါင်းကလည်းအကြောင်းတရားအကျိုးတရားပါးစပ်ကလည်းအကြောင်းတရားအကျိုးတရားကိုယ်အတွေ့ကလည်းအကြောင်းတရားအကျိုးတရားမနှောကလည်းအကြောင်းတရားအကျိုးတရားယုံနာကိုသိရင်သိယုံနာမြင်ရင်မြင်ပညာပရမသိရင်သိဥပါဒံယုတ်ကိုသိရင်သိမသိလို့ရှိရင်တော့သွားဘာကြောင့်တတ္တလောကသင်္ခါရလောကဩကာသလောကလောကသုံးပါးကိုအဲ့ဒီတော့လောကသုံးပါးဟာမျက်စိကလည်းအကြောင်းအကျိုးသုံးပါးဘာကြောင့်လဲတဲ့မျက်စိကလည်းယုံနာကိုသိရင်ဒီမသိလို့ရှိရင်မျက်စိကလည်းနာလေးထွက်ပြီးတော့ဩကာသလောကညှို့လိုက်နေတယ်နားကလည်းဩကာသလောကညှို့လိုက်နေတယ်နှာခေါင်းကလည်းဩကာသလောကညှို့လိုက်နေမယ်နာလေးစီယာဌာနဘုံပိမှန်ရသွားကြတယ်လေဘာကြောင့်ရမလဲယုံနာမသိလို့ပြစ်ထားပြက်ထားလည်းမသိဝေဒနာမှလည်းမသိသစ္စာလေးပါကိုလည်းမသိတော့မကြောက်ကြဘူးမိမ့်မောမောနဲ့နေလိုက်ကြတာပြောနေလိုက်ကြတာဘာတွေနဲ့ပြောနေလဲလောဘတွေနဲ့ပြောတယ်ဒေါသတွေနဲ့ပြောတယ်မောဟတွေနဲ့ပြောတယ်မာနတွေနဲ့ပြောတယ်စိတ်ရည်ရှိတွေနဲ့ပြောနေကြတယ်သမီးတွေနဲ့ပြောတယ်သားတွေနဲ့ပြောတယ်ခင်မွန်းတယ်တွေနဲ့ပြောတယ်ခင်မွန်းတယ်မတွေနဲ့ပြောတယ်အခုတော့ပြောနိုင်သေးတာပေါ့အခုတော့ပြောနိုင်သေးတယ်ဒုက္ခဝေဒနာခံစားလို့ကောင်းတယ်ခန္ဓာ၅ပါးယုံနာ၅ပါးပြတ်တော်မယ်ဆိုတော့ဒုက္ခဝေဒနာခံစားတော့ပြီးဘာကြံလဲဒုက္ခကြံလေးတဗျာမြတ်စွာဘုရားကိုရောမြတ်ကြီးကဒုက္ခရှိရင်ဒုက္ခရှိတယ်ဒုက္ခရှိရင်ဒုက္ခရှိတယ်ဟောဒီနှစ်ပါးပဲဒုက္ခဝေဒနာဒုက္ခဝေဒနာပြင်းရတဲ့ပရမတ်တဲ့လောကီရဲ့လောကုတ်တရားနှခါနာကြီးသမုဒိသစ္စာပရမတ်သစ္စာနဲ့တွဲပြရသမုဒိသစ္စာကလည်းဒါပါလားပရမတ်သစ္စာကလည်းဒါပါလားလောကီနယ်ကဒါပါလားလောကုတ်တရားနယ်ကဒါပါလားပြင်းရနယ်ကဒါပါလားပရမတ်နယ်ကဒါပါလားအဲ့ဒီလိုတွဲပြစီမြတ်ပါဗျာဒီလိုမှမသိတော့သမုဒိသစ္စာတစ်ခုတည်းသိပြီဆိုရင်ဒိဋ္ဌိကြီးပြည့်ပြီးအပယ်သွားနေတယ်ပရမတ်ကိုသံသွားပြန်လဲဒိဋ္ဌိကြီးပြည့်ပြီးအပယ်သွားနေတယ်ဘာကြောင့်လဲတခုခုကိုသူသံသွားပြီးဒိဋ္ဌိကွဲလာမှာအဲ့ဒီတော့ဒကာဒကမများမျက်စိကလည်းအကြောင်းတရားအကျိုးတရားယုံနာကိုမြင်ရင်ယုံနာကိုသိရင်သိမသိလို့ရှိရင်ပြဒကာဒကမများအတိတ်ကာလတုန်းကကိုပြုတ်ထားတဲ့အာစိဏကံတွေကဘယ်လောက်များတယ်လဲဆိုတာကိုယ်စိတ်သာကိုယ်စိတ်ကြတော့24နာရီရှိလောက်တဲ့အ내ကကိုယ်စိတ်ဘယ်လိုစစ်မလဲငါဒီအတိတ်ကာလတုန်းကငါဘာဖြစ်တာလဲအခုပြစ္ဆုတ်ပါငါဘာကိုသိတယ်အနာကငါသိရင်ဘယ်ကိုသွားမလဲအဲ့ဒီကာလတုန်းကသင်ရင်ကြည့်လိုက်ပါဗျာသိပါလိမ့်မယ်အဲ့တော့ခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော်မယ်ဆိုလို့ချင်းဘယ်သွားလို့ဘယ်လာရမှမသိရင်ဘယ်ကိုများသွားမယ်ထင်တယ်ဒီတကာသုံးပုံနှုံးပုံထောင်လို့ရောင်းပြန်ကြီးကြံလိုက်သေတာကြီးဆဲဆဲကြတော့ငါတော့တရားတော်မှာပဲတရားမှာကြောက်လာတယ်အဲ့ဒီငါတလုံးကနေပြီးတော့မဟာမြင့်မို့တောင်းကြီးနဲ့အပယ်လေးပါဖိချရပွားလာတယ်အဲ့ဒီတော့ငါကနေပြီးတော့ငါမရှိတာကိုအရှိထင်လိုက်
ငါမရှိတာအရှိခလိုက်တော့ငါတော့သိရတော့မှာပဲငါတော့သွေးတို့ယောဂါကြီးငါတော့အဆုပ်ယောဂါကြီးငါတော့ကိစ္စယောဂါကြီးငါတော့နှလုံးယောဂါကြီးငါတော့သိရတော့မှာပဲလို့အဲ့ဒီလိုနာလေးညှို့လိုက်ပြီနာလေးညှို့လိုက်တော့နာအကြောင်းကြီးဝဲကျိုးခန္ဓာ၅ပါးယုံနာနှစ်ပါးဖြစ်သွားတယ်အဲ့တော့ဒိဋ္ဌိကိုငါမရှိတာကိုအရှိတယ်ယုံနာကိုမသိလို့ယုံနာမြင်ယုံနာသိရင်လွတ်ပါတယ်ဗျာအဲ့တော့အရိယသူတော်ကောင်းများကသိရမှလည်းမကြောက်ဘူးဘာကြောင့်မကြောက်လဲအန္တပုထုဇဉ်အကများတော့သိရမှကြောက်လိုက်တာအရိယာများတော့သိရမှမကြောက်ပါဘူးဗျာဘာကြောင့်လဲကံကာယကြိုယုံပြီးဘာကြောင့်လဲခန္ဓာကိုယ်ယုံနာသဘာဝတွေကိုရှုမှသိရင်ခဏပြခဏသိနေတာတွေတွေ့နေပြီဘာကြောင့်တွေ့တယ်လဲဓာတ်ကြည့်နေပါ၏လက္ခဏာသဘောတွေဖောက်ပြန်ဖြစ်ပြနေတဲ့ပထဝီသဘောတရားအာဘောသဘောတရားခြေသောသဘောတရားဝါယောသဘောတရားတွေတစ်ခုပြီးတစ်ခုလွတ်ဆက်ပြီးခဏပြခဏသိနေတယ်ဟောအစ္ဆတာသဏ္ဍာန်ကဓာတ်ကြည့်နေပါလေခဏပြခဏသိတာတွေ့တယ်ဗဟိတကြာပြန်တော့လေမျက်စိကလည်းခဏပြခဏသိတယ်နားကလည်းခဏပြခဏသိတယ်နှာခေါင်းကလည်းခဏပြခဏသေးတယ်ပါးစပ်ကလည်းခဏပြခဏသေးတယ်ကိုယ်အတွေ့ကလည်းခဏပြခဏသေးတယ်မနှောကလည်းခဏပြခဏသေးတယ်စကား၆ပေါက်ကလည်းခဏပြခဏသေးတယ်အရိယာများဒီလိုသိနေပါလေဗျာပြည့်ပြည့်ပြီးတော့သိနေတယ်ခဏပြခဏသေးတယ်ဆိုတော့ဩဒီုံနဲ့ဒီနာမပိုင်ရတရားပါလားကိုယ်သဘောနဲ့ကိုယ်ဖြစ်ပြီးပြည့်နေတဲ့ယုံနာပါလားဒီယုံနဲ့ဒီနာအတိတ်ကာလတုန်းကငါပိုင်နေငါဆိုင်နေအောက်မိတယ်မမြင်ရင်မကြလည်းမနေရမသိရင်မကြလည်းမနေရမကြားရင်မကြလည်းမနေရကြားရတာပါလားမသိရင်မကြလည်းမနေရပါသိနေရပါလားဒီယုံနဲ့ဒီနာဖြစ်လာရင်ဒုက္ခသစ္စာကြီးပါလားဖြစ်ပြီးပြည့်နေတဲ့သဘောတရားတွေပါလားအနိစ္စသဘောတရားတွေဒုက္ခသဘောတရားတွေအနတ္တသဘောတရားတွေပါလားဆိုလက္ခဏာကြီးလုံးဝမြင်ပါဗျာအဲ့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ကျတော့အပယ်လေးပါလွတ်ပါဗျာဒီလိုမှမသိလို့လောဘတိဒေါသတိမောဟတိမာမာနတိနဲ့သိမဲ့ပုဂ္ဂိုလ်ကတော့ငရဲရဲ့တိဋ္ဌာရဲ့ပိဋ္ဌာရဲ့ကျင်းနေပါဗျာဘာကြောင့်ကျင်းနေသလဲတရားဓမ္မများအဲ့ဒီတော့အတိတ်အနာကပြစ္ဆုတ်ပံကာလသုံးပါဆင်းရင်သုံးသပ်လိုက်တယ်ဒီခါမှာပြစ္ဆုတ်ပံငါတို့ဘာသိတယ်လဲအနာကခန္ဓာ၅ပါးယုံနာ၅ပါးပြတ်တော်မယ်ဆိုရင်ငါတို့ဘယ်ကိုသွားမလဲဘယ်သွားလို့ဘယ်လာရမှမသိလို့ရှိရင်ကာမတက္ကကြားခြင်းရကြားခြင်းရကြားမှာကတော့ကျင်းပေတယ်ယုံနာမှမမြင်ပဲကိုသူတို့သိနေတဲ့အတိကဘာလဲလောဘမာနလောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာတွေမာမာနကိလေသာတွေအဲ့ဒီကိလေသာတွေအာယုံပြုတ်ပြီးတော့တခါလေးနေတာပဲယုံနာတော့သိရလားမသိဘူးသေတော့ဘာလဲဘယ်လိုချုပ်လိုက်တယ်လောဘစိတ်နဲ့ဒေါသစိတ်နဲ့မောဟစိတ်နဲ့မာမာနစိတ်နဲ့ချုပ်ရတော့အဲ့ဒီတော့ဒီလောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်ဒီစိတ်တွေနဲ့ချုပ်ရရင်တော့လွတ်ပါအပယ်လေးပါဘယ်တော့မှမလွတ်ဘူးအဲ့ဒီတော့တရားဓမ္မများအတိတ်နာကပြစ္ဆုတ်ပံကာလသုံးပါဆင်းရင်သုံးလာလဲလို့ရှိရင်ငါသိရင်ဘယ်သွားမလဲကိုယ်စိတ်လေးကိုစစ်အဲ့ဒီတော့အရိယာများကတော့သိနေပါလေဗျာဘယ်လိုလဲငါသိရင်ဘယ်သွားမလဲပါတို့သမီးတို့ရေငါသိလို့ရှိရင်ဟေးဘုန်းကြီးကိုကြော်ဝဲမပေးနဲ့ငါသိရင်၆ရွာသွားမယ်ဘာကြောင့်လဲတဲ့နတ်ပြည်ကိုသွားတယ်ခတိရပါပြီဗျာမြမ20ကိုသွားတယ်ခတိရပါပြီဗျာနိဗ္ဗာန်ကိုသွားနိုင်တယ်ခရိရပါပြီဗျာအပေခရိရတော့လွတ်သွားပြီအပေခရိယူတာကဘယ်လိုပုဂ္ဂိုလ်တွေလဲယုံနာမမြင်တဲ့ပုဂ္ဂိုလ်ယုံနာမသိတဲ့ပုဂ္ဂိုလ်ယုံနာမမြင်ယုံနာမသိတဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒါကျိန်းပေဘာကြောင့်လဲလောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာမာနကိလေသာဒီကိလေသာတွေတထုံးကြီးနဲ့သွားတာအဲ့ဒီတော့ကိလေသာဆိုတာတရားဓမ္မများမျက်စိကလည်းလောဘကျေဒေါသရဲ့မောဟရဲ့ဒီနေတာကြီးနော်နားကလည်းလောဘကျေဒေါသရဲ့မောဟရဲ့မာမာနရဲ့နှာခေါင်းကရဲ့လောဘကျေဒေါသရဲ့မောဟရဲ့မာနရဲ့ပါးစပ်ကရဲ့လောဘကျေဒေါသရဲ့မောဟရဲ့မာနရဲ့ကိုအတွေ့ရရဲ့လောဘဒေါသမောဟမာနမနှောရရဲ့လောဘဒေါသမောဟမာနအဲ့ဒီစကား၆ပေါက်ကအာယုံ၆ပါးဟာယုံနာသိရင်သိမသိလို့ရှိရင်ပြည့်လောဘကိလေသာဒေါသကိလေသာတွေတုံးတဲ့ကိုပြုတ်ထားတာမကောင်းတဲ့အာစိဏကံတွေအဲ့ဒီတော့ဒကာဒကမများကိုယ်စိတ်ကိုစစ်ပေါ်ဗျာသိပါလိမ့်မယ်ငါတို့ဘာတွေကိုအာစိဏကံခံစားထားတယ်အာယုန်တွေခံစားထားတယ်ရသော်ဘုရားဟောထားပါတယ်ဗျာကာမသုခိကနိယောဂဆိုတဲ့အကျင့်ကာမသုခိကနိယောဂဆိုတဲ့အကျင့်ဘယ်အကျင့်လဲဒကာဒကမများအခု
ကာမဒုက္ခိကနိရောဓဆိုတဲ့အကျင့်တွေကဘယ်အကျင့်လဲမျက်စိအာယုံရနားအာယုံရနှာခေါင်းအာယုံရပါးစပ်အာယုံရကိုယ်အတွေ့အာယုံရမနောအာယုံရဒီအာယုံ6ပါးတော့လိုက်ခံစားနေတဲ့ပုံကိုယ်တွေဒါကာမဒုက္ခိကနိရောဓဆိုတဲ့အကျင့်ပါဗျာမြတ်စွာဘုရားကအဲ့ဒီအကျင့်ရှင်းတဲ့ပုံကိုယ်ဟာဖြင့်တဲ့ဘယ်တော့မှနှိမ့်ပါမရဘူးတဲ့ဒီပုံကိုယ်ဟာဘယ်တော့မှလည်းနတ်ပြည်မသွားဘူးတဲ့ဘယ်တော့မှလည်းမပေါ်တော့ဘူးတဲ့မြုပ်တရားတဲ့အဲ့ဒီတော့ဒကာဒကမများကိုယ်စိတ်ပေါ်ပြပိုင်စကုတ်တွေဘယ်လောက်များရှိတာလေဒီယိုသာနေများသာရတော့ဒုက္ခဝေဒနာတွေဘယ်လောက်များခံစားထားကြသလဲပိုင်စကုတ်တွေကိုကြည့်ပြီးတော့အာယုန်တွေခံစားထားတဲ့စိတ်တွေဘယ်လောက်များထားသလဲမွေတဲ့တင်းနဲ့ပြိုင်နေလို့အနတ်ကြီးခံစားထားတဲ့ဒုက္ခဝေဒနာတွေဒီဝေဒနာတွေဘယ်လောက်ခံစားထားသလဲလျာနဲ့ရတာနဲ့ပေါင်းစုံလိုက်တဲ့အခါထိုးတာပဲရှင်းတာပဲအရာပါရှိတာပဲလို့အရာကခံစားနေတဲ့စိတ်ဒုက္ခဝေဒနာတွေခံစားကိုယ်နဲ့အတွေ့နဲ့ထိမှန်ထားလိုက်တဲ့အချိန်ကသာယာသောအတွေ့ခံစားတာတဲ့ဒုက္ခဝေဒနာတွေမနှောနဲ့ဓမ္မနဲ့ပေါင်းစုံထားလိုက်တဲ့အချိန်ကဒုက္ခဝေဒနာတွေအဲဒီတော့ဒကာဒကမများသက်သာသေးသလားတဲ့မျက်စိကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားလိုက်နားကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားလိုက်နှာခေါင်းကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားပါးစပ်ကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားကိုယ်အတွေ့ကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားမနှောကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားစကား6ပေါက်ကအာယုံ6ပါးခံစားလိုက်ကြတာအခုတော့ခံစားလို့ကောင်းသေးတယ်ခံစားလို့ကောင်းသေးတာပေါ့ခန္ဓာ5ပါးပြတ်တော့မယ်ဆိုတော့အပယ်ဆင်းသွားတော့အဲ့ဒီတော့ဒုက္ခဝေဒနာခံစားတော့ဒုက္ခကြံနေတယ်ဗျအပယ်လေးပါးကျတော့ဒုက္ခခံရတယ်ဘယ်ဒုက္ခတွေလဲတိဋ္ဌာန်ဒုက္ခဖြစ်လိုက်ပြီးတော့ဘဲတို့ကျက်တို့ဝဲတို့ပြစ်ပြီးခဏပြေခဏပြေကြတယ်ပိဋ္ဌာတွေဖြစ်ပြန်တော့ရေသရဝါတွေပိဋ္ဌာတွေဖြစ်ပြန်တော့6လနဲ့လည်းပြေတာပဲ3လနဲ့လည်းပြေတာပဲခဏပြေခဏပြေကြငရဲတော့မပြောနဲ့တော့အဲ့ဒီတော့မျက်စိအာယုံခံစားနာအာယုံခံစားအဲ့ဒီတော့မျက်စိကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားဘယ်လိုခံစားတယ်ကိုယ်စိတ်သိပါတယ်ဗျာဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုဘယ်လိုလဲယုံမှနာမမသိစိတ်ထားပြတ်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိတော့မျက်စိကလည်းမျက်စိနဲ့အသင်ကပေါင်းစုံလိုက်တဲ့အချိန်ခါယုံမှနာမမသိဒုက္ခဝေဒနာခံစားလိုက်သာယာသောအသင်လေးတွေ့လိုက်တော့တဏှာဖြစ်တယ်မသာယာသောအသင်ကိုတွေ့လိုက်တော့ဒေါသဖြစ်ကောင်းတဲ့အတန်လေးကြားလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အတန်ကိုကြားလိုက်တော့ဒေါသဖြစ်ကောင်းတဲ့အနံလေးညာလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အနံကိုပုတ်စောနာနဲ့ချင်းစောနာနဲ့နာနဲ့ဒေါသဖြစ်ကောင်းတဲ့အရာသားလေးစားလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အရာသားစားနေတယ်မစားချင်ဒေါသဖြစ်ကောင်းတဲ့အတွေ့လေးတွေ့လိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အတွေ့လေးခလုတ်တက်လိုက်တော့ဒေါသဖြစ်တယ်မခံနိုင်ဘူးကောင်းတဲ့အသီးလေးကိုသိလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အသီးဖြီးရှားရည်ငရုပ်ကြီးမစားပါဘူးဆိုတော့ဒေါသတွေဖြစ်တယ်အဲ့ဒါဘယ်သွားမလဲမျက်စိကလည်းလောဘကဲဒေါသရဲ့နားကလည်းလောဘကဲဒေါသရဲ့နှာခေါင်းကလည်းလောဘကဲဒေါသရဲ့ပါးစပ်ကလည်းလောဘကဲဒေါသရဲ့ကိုယ်အတွေ့ကလည်းလောဘကဲဒေါသရဲ့မနှောကလည်းလောဘကဲဒေါသရဲ့အဲ့ဒီလောဘဒေါသခံစားနေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမလို့အဲ့ဒီကိုယ်စိတ်ကြငါတို့ယုံနာသိသလားဥပါဒာယုတ်ကိုသိပလားပညာပရမကွဲသလားငါသိရင်ဘယ်ကိုသွားမလဲနတ်ပြည်ကိုသွားနိုင်တယ်အသိဝိဇ္ဇာဉာဏ်ရပါလားယမ20ကိုသွားနိုင်တယ်အသိဝိဇ္ဇာဉာဏ်ရပါလားနိဗ္ဗာန်ကိုသွားနိုင်တယ်အသိဝိဇ္ဇာဉာဏ်ရပါလားအဲ့ဒီလိုစိတ်လိုက်ပြီးပါဗျာဉာဏ်ပြောရပါဘူးဘယ်သွားလို့ဘယ်လာရမှမသိလူသေးလူဖြစ်တဲ့ဆိုအပယ်လေးပါဆင်းဘာကြောင့်လဲလူသေးလူဖြစ်တဲ့ဆိုတာကိုမဖြစ်ဘူးဗျာခွေးတို့ကျက်တို့ဝက်တို့ဘဲတို့ရေထဲကတော်ဝါတွေအဲ့ဒါကြီးဖြစ်မှာဗျာအဲ့ဒီတော့ကိုပြုတ်ထားတဲ့ကံကြီးကဘာကံနေလဲတဲ့မျက်စိကလောဘကံဒေါသကံမောဟကံအဲ့တော့အရိယာများကတော့လုံးနေပါတယ်ဗျာဘာကြောင့်လဲတဲ့မျက်စိကလည်းသီလသမာဓိပညာနားကလည်းသီလသမာဓိပညာနှာခေါင်းကလည်းသီလသမာဓိပညာပါးစပ်ကလည်းသီလသမာဓိပညာ
ကိုယ်ကတွေ့ရတယ်သီလသမာဓိပညာမနှောရတယ်သီလသမာဓိပညာဟောစကား၆ပါးကအာယုံ၆ပါးသီလသမာဓိပညာဖြစ်နေပါပြီဗျာဘာကြောင့်ဖြစ်လဲအမှန်မြင်အမှန်သိပါပြီဗျာအဲ့ဒီတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကအသိတစ်လုံးအများဆုံးကိုဟောထားဘယ်လိုသိကြသလဲငါတို့သိနေတဲ့အသိကဘယ်လိုမြင်လို့ဘယ်လိုသိကြသလဲကိုယ်စိတ်ကိုစိတ်မျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါဘယ်လိုမြင်ကြသလဲဘယ်လိုသိကြသလဲအသားနဲ့နားနဲ့မှန်လိုက်တဲ့အချိန်ကဘယ်လိုကြားလိုက်ကြတော့ဘယ်လိုသိလိုက်ကြတော့နှာခေါင်းနဲ့အနံ့နဲ့သိမှန်လိုက်တဲ့အချိန်ကဘယ်လိုနားလို့ဘယ်လိုသိလိုက်တော့လျှာနဲ့ရသားနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကစားလိုက်တဲ့အချိန်ကဘယ်လိုမြင်လို့ဘယ်လိုသိလိုက်တော့ကိုယ်နဲ့အတွင်နဲ့သိမှန်လိုက်တဲ့အချိန်ကဘယ်လိုမြင်လို့ဘယ်လိုသိတော့မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဘယ်လိုမြင်လို့ဘယ်လိုသိတော့ကိုယ်စိတ်ကိုယ်စိတ်သိပါဗျာငါတို့မျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကအမှန်မြင်သလားအမှားမြင်သလားအမှန်ကြားသလားအမှန်နားသလားအမှန်စားသလားအမှန်သိသလားအမှန်သိသလားစကား၆ပါးကအာယု၆ပါးအမှန်မြင်အမှန်သိပါမှအပယ်လို့အမှန်ကြားအမှန်သိပါမှအပယ်လို့အမှန်နာအမှန်သိပါမှအပယ်လို့အမှန်စားလို့အမှန်သိလိုက်ပါမှအပယ်လို့အရိယာများကတော့သိပါဗျာအတ္တပုရုဇဉ်ဝင်းတွင်ကမ်းနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်လိုမြင်လို့ဘယ်လိုသိလဲအမှားမြင်သလားအမှားမြင်တဲ့အမြင်ကဟောအပယ်လေးပါမလွတ်တဲ့အမြင်တွေကဘယ်လိုမြင်သလဲမျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အခါမိမမြင်မိမသိလိုက်ယောက်ျားမြင်ယောက်ျားသိတယ်ကားမြင်ကားသိတယ်ခွေးမြင်ခွေးသိတယ်ဝက်မြင်ဝက်သိအဲ့ဒီအသိအဲ့ဒီအမြင်တွေကအမှားမြင်ကိလေသာအမြင်ပါဗျာဘာကြောင့်လဲကိလေသာအမြင်ဆိုတာကောင်းတာလေးမြင်လိုက်တော့တဏှာဖြစ်ပါတယ်ဗျာမကောင်းတဲ့အခြင်းကိုမြင်လိုက်တော့ဒေါသတွေဖြစ်ပါတယ်ဗျာအဲ့ဒါအမှားမြင်ကြီးပါဗျာအပေပဲတော့မှမလွတ်ပါဗျာအဲ့ဒီတော့မျက်စိကလည်းတဏှာလောဘဒေါသနားကလည်းစကား၆ပေါက်ကအာယုံ၆ပါးတဏှာလောဘဒေါသအဲ့ဒီတော့အမှန်မြင်အမှန်သိပါမှာအဲ့ဒီတော့ယောဂီတွေကိုယ်စိတ်ကကိုယ်စိတ်ကြငါတို့မြင်တာဘယ်လိုမြင်သေးတော့ဘယ်လိုကြားနေသေးတော့မျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကမိမမြင်လို့မိမသိသေးသလားမြတ်စွာဘုရားကိုတော်မြတ်ကြီးကယူပဲခန္ဓာဝေရณะခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာမနောဝိညာဉ်နဲ့ခန္ဓာနာခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုတ်နာ၅ပါးအဲ့ဒီတော့မျက်စိကလည်းခန္ဓာ၅ပါးယုတ်နာ၅ပါးဖြစ်သွားတာသိကြရတာခန္ဓာ၅ပါးယုတ်နာ၅ပါးဇာတိတရားကြီးရပါအဲ့ဒီတော့မျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကအမှားမြင်လိုက်ပြီးတင်ညာများပါသွားပြီအရိယာများကတော့တင်ညာလွတ်နေပါလေဗျာအမှန်မြင်လို့အမှန်သိပါလေဗျာအဲ့ဒီတော့ကိုယ်စိတ်ရဲ့အတိဆုံးတရားရပါလိမ့်မယ်ဗျာဘာကြောင့်လဲမျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်မှာငါတို့မြင်တဲ့အမြင်တွေအသိတွေကဘယ်လိုမြင်လို့ဘယ်လိုသိကြလဲတင်ညာများပါသေးလားမိမရဲ့လို့တင်ညာပါသလားယောက်ျားရဲ့လို့တင်ညာပါသလားခွေးရဲ့လို့တင်ညာပါသလားနွားရဲ့လို့တင်ညာပါသလားငါးရဲ့လို့တင်ညာပါသလားရေရဲ့လို့တင်ညာပါသလားရေကြီးရဲ့လို့တင်ညာပါသလားဒီတင်ညာတွေပါရင်မလို့ပါဘူးဗျာအပယ်လေးပါတောက်ချုပ်သိရပါလိမ့်မယ်ဗျာဘာကြောင့်လဲမြတ်စွာဘုရားကိုတော်မြတ်ကြီးကယူပက်ခန္ဓာဝေရณะခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာမနောဝိညာဉ်နဲ့ခန္ဓာနာခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုတ်နာ၅ပါးဇာတိတရားကြီးရပါအဲ့တော့မျက်စိကလည်းသိရခန္ဓာကမျက်စိပသာဒအကြည့်ယုံနဲ့အချင်းယုံနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါဒီလုံးနာတရားကသိလိုက်တာလေးပဲရှိသိပြီးပြက်သွားသိလိုက်တဲ့ဥစ္စာဝေဒနာခန္ဓာဖြစ်ဝေဒနာခန္ဓာဖြစ်ပါလေဝေဒနာမရဖဲနဲ့မျက်စိကဝေဒနာခံစားဝေဒနာတင်ညာသင်္ခါရဝိညာဏဟောမျက်စိကလည်းတင်ညာပေးလိုက်ဘယ်လိုတင်ညာပေးလိုက်မိမရဲ့လို့တင်ရဲ့ခန္ဓာကတင်ညာပေးလိုက်တင်ညာပေးလိုက်တော့သင်္ခါရခန္ဓာကပြုပြင်ပေးလိုက်ဘယ်လိုပြုပြင်ပေးလိုက်ကြလဲတဲ့မိမရဲ့လို့တင်ညာပေးလိုက်တဲ့မိမကိုတဏှာပြစ်ပြီးဥပါဒါဆွဲလန်းသွားဒိဋ္ဌိအပယ်လွတ်ပါအဲ့ဒီတော့တင်ရဲ့ခန္ဓာကတင်ညာပေးလိုက်တယ်ဘယ်လိုတင်ညာပေးလိုက်တယ်မျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကယူပက်ခန္ဓာယုတ်ချင်းပေါင်းစုံလိုက်တယ်ဒီလုံးနာတရားသိလိုက်တယ်ယုံနာနှစ်ပါးပေါင်းစုံလိုက်တော့ဝေဒနာခန္ဓာဖြစ်တယ်ဝေဒနာခန္ဓာပေါ်မှာတင်ညာကပေးတယ်မိမရဲ့လို့တင်ညာပေးလိုက်ဒီတင်ညာခန္ဓာ
သင်္ခါရကပြုပြင်ပေးဘယ်လိုပြည့်ပဲထော်တာပဲလှတာပဲဝါတာပဲဖြူတာပဲကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဖြစ်သွားရင်အဘယ်တော့မလို့အဲ့တော့မျက်စိကလည်းပညာစေစိတ်ပညာပေးနေတော့သင်္ခါရကပြုပြင်ပေးတော့ကြွားရောအပယ်လေးပါနားကရောလေဒီယိုသံလေးတွေအခုတော့နားထောင်လိုက်ကြတာကောင်းလိုက်တာအရသာထားပြီးတော့တရားမင်းဗာလေးပဲဘိုးမှုကြီးအသံပဲဘာသာသံပဲညာသံပဲနဲ့ကိလေသာအာယုန်တွေခံစားလိုက်ကြတာအဲ့တော့ကောင်းတာလေးအသံလေးကြားရတော့တဏှာဖြစ်တယ်မကောင်းတဲ့အသံကိုမလိုချင်တဲ့အသံလေးကြားလိုက်တော့ဒေါသဖြစ်နေတယ်အဲ့တော့ယုံနာသိသလားမသိပါဘူးဗျာအဲ့ဒီတော့မျက်စိကလည်းခန္ဓာ၅ပါးယုံနာ၅ပါးဇာတိတရားကြီးရပြီးတော့အပယ်လေးပါဆင်းသွားလိမ့်မယ်နားကလည်းဒကာဒကမများအတိတ်ကာလတုန်းကဘိုင်စကုတ်တွေကြည့်ထားလိုက်တဲ့အာယုန်နဲ့လေဒီဥဒန်းကြီးနားထောင်ထားလိုက်တဲ့အာယုန်နဲ့ပွေးဓာတ်တွေသင်္နာတွေနန်ထားလိုက်အနတ်ကြီးခံစားထားတဲ့ဒုက္ခဝေဒနာတွေလျာနဲ့ရတာနဲ့ပေါင်းစုံလိုက်တဲ့တင်ကောင်ဝေဒနာမှလည်းမသိပြစ်တာလည်းမသိပြက်တာလည်းမသိသဘာဝသစ္စာကိုလည်းမသိတော့ဒီလေကအာယုခံစားလိုက်ကြတာဆိုတဲ့ရှင်အရသာရှိတဲ့စက်သားဟင်းလေးသတ်မှတ်တာဝက်သားဟင်းလေးသတ်မှတ်တာဝဲသားဟင်းလေးသတ်မှတ်တာစိတ်ကလေးသားဟင်းလေးသတ်မှတ်တာဒီစိတ်တွေကဘာစိတ်တွေလဲအဝိဇ္ဇာစိတ်တွေအဝိဇ္ဇာတဏှာဥပါဒဘဝဇာတိတဲ့ညတ်တော်ပြဟောတာတဲ့အဲ့ဒီတော့ဒကာဒကမများယုံနာသိရင်သိမသိလို့ရှိရင်ဖြင့်ညတ်တော်ပြကိုရောမြတ်ကြီးကမျက်စိကလည်းတစ်ပါးတော်မီတောက်လောက်မယ်နားကရောတစ်ပါးတော်မီတောက်လောက်မယ်နှာခေါင်းကရောတစ်ပါးတော်မီတောက်လောက်မယ်ပါးစပ်ကရောတစ်ပါးတော်မီတောက်လောက်မယ်ကိုယ်အတွေ့ကရောတစ်ပါးတော်မီတောက်လောက်မယ်မနှောကရောတစ်ပါးတော်မီတောက်လောက်မယ်တဲ့ဥစ္စာပေါ်ဒကာဒကမများယုံနာသိလို့လားတချို့လည်းယုံနာမသိဘူးလားသိပါတယ်ဗျာယုံနာသိတာခန္ဓာကတကယ်အသိယုံနာသိသလားမသိပါဘူးဗျာစာဥပိဖာပြီးသိတဲ့အသိတွေပါဗျာမြင်တော့ငါတို့သိနေတဲ့အသိယုံနာမြင်သလားယုံနာသိသလားယုံနာကွဲသလားယုံနာတွဲသလားအဲ့ဒါကိုယ်စိတ်ကိုစစ်ငါတို့မျက်စိနဲ့အသင်းနဲ့ပေါင်းစုံတဲ့မိမမြင်တွဲပြီအပယ်မလုပ်ဘူးကားသာမဲကြားလိုက်မယ်မိမသာမဲကြားလိုက်မယ်ယောက်ျားသာမဲကြားလိုက်မယ်ယောက်ျားသာကြားလို့ယောက်ျားသာသိလိုက်မယ်မိမသာကြားလို့မိမသာသိလိုက်တွဲနေပြီအပယ်မလုပ်ဘူးပွားမှလည်းရှင်းနေတယ်ပွေးတယ်သိနေလို့ဒီလိုသိနေသေးသလားဒီလိုသိနေရင်အပယ်မလုပ်ဘူးပွားမှာပဲဝေဒနာတဏှာဥပါဒံဘဝဇာတိစကား6ပေါက်ကအာယု6ပါးဒုက္ခဝေဒနာတွေတော့ခံစားလို့အခုတော့ကောင်းသေးတယ်ခန္ဓာ5ပါးယုံနာ2ပါးပြတ်တော်မယ်ဆိုတော့စကားဓမ္မများဘိုင်စကုံမင်းသမီးတွေမလာတော့ဘူးလေးမျိုးသားတွေမလာတော့ဘူးမွေးတာတင်းတာတွေမလာတော့ဘူးဘာလီလာမလဲကိုပြုတ်ထားတာကမကောင်းတဲ့အာစိန်ကံတွေပြုတ်ထားမျက်စိအာယုံတွေနားအာယုံတွေနှာခေါင်းအာယုံတွေပါးစပ်အာယုံတွေကိုယ်အတွေ့အာယုံတွေမနှောအာယုံတွေဒီအာယုံတွေခံစားရတာကိုဒီအာယုံတွေခံစားတာတော့ဒီကနေ့ဆဲဆဲကြတော့အခုကတော့ဒုက္ခဝေဒနာခံစားလို့ကောင်းပြီးပြောပါပါကြီးပိုင်စကုတ်ထဲပြောနေပိုင်စကုတ်ထဲကလေပြတ်နေတယ်ပြသွားရောတခါတည်းကိုငရဲတန်သွားတာမသိကြတော့မကြောက်ကြဘူးစိတ်တွေကိုမသိဘူးစိတ်ကိုမသိတော့မကြောက်ဘူးပေါ့စိတ်ကိုတခါမှကြီးလို့သိကျင်တော့အကြောင်းအကျိုးကိုမသိကြတော့မကြောက်ဘူးပေါ့အဲ့တော့ဒကမာကြီးတော့အခုဘိုင်စကုတ်သွားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့ဘိုင်စကုတ်သွားခြင်းအမေးစားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့သမင်းရဲ့လို့ပညာကပြီးတယ်စားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့မိဖို့ကြောင့်လည်းယုတ်ကြီးကဝင်စားဘာကြောင့်လဲတဲ့နာကသိဆောင်ပေးတာကိုပညာကသမင်းရဲ့လို့ပြီးတော့စားလာတာစားခြင်းဝက်သားဟင်းရဲ့လို့ပညာပြီးတော့စားခြင်းအဲ့ဒီတော့ဒကာဒကမများအတိတ်ကာလတုန်းကမျက်စိကလည်းအသင်းတွေကိုသာယာသောဒုက္ခဝေဒနာတွေခံစားထားတဲ့အာယုံတွေမကောင်းတဲ့အာစိန်တွေကဒီကတိဆဲဆဲကြတော့ဘိုင်စကုတ်မင်းသမီးတွေအာယုံနဲ့မပေါ်တော့ဘူးဘိုင်စကုတ်မင်းသားလေးတွေမပေါ်တော့ဘူးလေမျိုးသားလေးတွေအတန်ကိုနားနဲ့အတန်နဲ့ထိမှန်လိုက်တဲ့အချိန်ခါအခုကတော့ဒုက္ခဝေဒနာတွေခံစားလို့ကောင်းသေးတယ်အနာဂတ်ကာလကြခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော့မယ်ဆိုတော့လေဒီဥသာတော့မလာတော့ဘူးဗျာဘာသာနေလာမလဲတဲ့ယုံနာသိရင်သိယုံနာမြင်ရင်မြင်ပညာပရမကွဲရင်ကွဲဥပါဒံယုတ်ကိုသိရင်သိမသိလို့ရှိရဲ့ဒကာဒကမများမကောင်းတဲ့အသင်းတွေမြင်ရတယ်မကောင်းတဲ့အသံတွေကြားတယ်မကောင်းတဲ့အနတ်နာနေအဲ့ဒီလို
မကောင်းတဲ့အချင်းတွေမြင်ပြီးဆိုငကိုတော့ကသိထားတဲ့အသည့်ကဘာတွေသိထားလဲဒကာဒကမပြသိထားတဲ့အသည့်ငကိုတော့ကသိထားတဲ့အသည့်ကမိမမြင်လို့မိမသိယောက်ျားမြင်လို့ယောက်ျားသိနွားမြင်လို့နွားသိခွေးမြင်လို့ခွေးသိရေမြင်လို့ရေတွေသိတယ်အင်းရကန်ကြီးမြင်လို့အင်းရကန်ကြီးသိနော်တိုက်ကြီးမြင်လို့တိုက်ကြီးသိတိုက်ကြီးမြင်လို့တိုက်ကြီးသိတယ်ကြက်မြင်လို့ကြက်သိတယ်ငါးမြင်လို့ငါးသိတယ်ဒီအသိဒီအမြင်တွေကဒိဋ္ဌိအမြင်တွေအမှားမြင်တွေဒေဂာကြီးဆဲဆဲကြပြီဆိုတော့ကိုသိထားတဲ့အသိပဲလာလိမ့်မယ်ဗျာကိုကကိုစိတ်သာကိုစိတ်ငါတို့လောဘစိတ်တွေကဘယ်လောက်များသလဲဒေါသစိတ်တွေကဘယ်လောက်များသလဲမောဟစိတ်တွေကဘယ်လောက်များသလဲမာမာနစိတ်တွေကဘယ်လောက်များသလဲအဲ့ဒီတော့ဒကာဒကမများအတိတ်ကာလတုန်းကစားထားလိုက်တာဒီဟာနေတာမဟုတ်ဘူးလေဒီဆဲဒီသင်္ဘောတွေနဲ့တင်းလို့မကုန်ဘူးဘယ်သားတွေစားလိုက်တဲ့အရာသားတွေဝက်သားတွေသမတ်စားထားတဲ့စိတ်တွေကျက်သားတွေသမတ်သွားထားတဲ့စိတ်တွေစိတ်ကလေးသားတွေသမတ်စားထားတဲ့စိတ်တွေငါတလောက်တွေသမတ်စားတဲ့စိတ်တွေအဲ့ဒါတွေကဒကာဒကမများဒီလိုသမတ်ထားပြီးတော့စားထားတဲ့စိတ်တွေငါဘုံတစ်သက်ငါပြန်တစ်သက်အခုတော့ရုပ်ချင်းသုံးဆောင်တာရုပ်မှလည်းမသိနာမှလည်းမသိစိတ်ထားလည်းမသိပြက်ထားလည်းမသိဝေဒနာမှလည်းမသိတော့အတိတ်ကာလတုန်းကစားထားလိုက်တဲ့အာယုံညာဖြင့်ဒကာဒကမပြသတ်မှတ်ပြီးစားတာသင်ညာတွေနဲ့ဝက်သားသတ်မှတ်စားလို့ဝက်သားကိုတဏှာဖြစ်ပြီးဥပါဒံဖြစ်အဲ့တော့သေဃာနိစေတဲ့ကြပြီဆိုရင်ကိုသိထားတဲ့အသိကဝက်မြင်လို့ဝက်တည်တယ်နွားမြင်လို့နွားတည်တယ်ခွေးမြင်လို့ခွေးတည်တယ်အင်းရကံကြီးမြင်လို့အင်းရကံကြီးသိတယ်ဒီအင်းရကံကြီးနာနေတဲ့ပုဂ္ဂိုလ်တဲ့အင်းရကံကြီးသိထားတာအဲ့တော့အင်းရကံကြီးသိထားတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုပြုတ်ထားတာကမကောင်းတဲ့အာစိဏကံနဲ့မျက်စိကလည်းမကောင်းတဲ့အာစိဏကံနားကလည်းမကောင်းတဲ့အာစိဏကံနှာခေါင်းကလည်းမကောင်းတဲ့အာစိဏကံပါးစပ်ကလည်းမကောင်းတဲ့အာစိဏကံကိုယ်အတွေ့ကလည်းမကောင်းတဲ့အာစိဏကံမနှောကလည်းမကောင်းတဲ့အာစိဏကံအဲ့ဒီကကိုပြုတ်ထားတဲ့မကောင်းတဲ့အာစိဏကံတွေဒေဂာကြီးဆဲဆဲကြပြီးဆိုကိုယ့်အသိတွေကိုလာလိမ့်မယ်ဗျအာယုံနဲ့ပေါ်လာလိမ့်မယ်ငကိုယ်တော့ကသိထားတဲ့အသိကဘာသိလဲကိုယ်စိတ်ငါတို့မိမမြင်လို့မိမသိလားရေမြင်လို့ရေသိလားတောမြင်လို့တောသိလားခွေးမြင်လို့ခွေးသိလားဝက်မြင်လို့ဝက်သိလားနွားမြင်လို့နွားသိလားကားမြင်လို့ကားသိလားမြေကြီးမြင်လို့မြေကြီးကိုသိသလားဒီအသိဒီအမြင်တွေကဒိဋ္ဌိမြင်နေအမှားမြင်ဝိပဿနာဉာဏ်ရရင်ရမရလို့ရှိလို့ရှိရင်ဖြင့်ဒကာဒကမာများကန်းကုန်အောင်စကားပြောလိုက်တယ်ဘိဒကသုံးပုံကြောင်းမြန်တာကိုသိထားတဲ့အသိကမကောင်းတဲ့အသိကြီးဝိပဿနာဉာဏ်ရပါမှယုံနာကိုမြင်ပါမှသစ္စာလေးပါးတရားတော်များကြည့်ကိုရပါမှမရလို့ရှိရင်ဖြင့်မျက်စိကမြင်စိတ်ကြီးကြားစိတ်ကြီးနာစိတ်ကြီးစားစိတ်ကြီးဖြစ်စိတ်ကြီးငကိုယ်တုံးကသိတဲ့အသိကြီးပေါ်လာလိမ့်မယ်အာယုံနဲ့ကိုလားရမယ်တည်းကိုမြင်လိမ့်မယ်ဗျာကိုလားရမယ်တည်းကိုမြင်တော့မယ်ဒီကနေ့ဆယ်ဆယ်ကြာပြီဆိုရင်ဒကာဒကမများအခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေယုံမှလည်းမသိနာမှလည်းမသိစိတ်ထားလည်းမသိကြက်ထားလည်းမသိလို့ရှိရင်ဓာတ်ကြီးတွေပါကတဘာဘာကသတ်လိမ့်မယ်ဘယ်ဓာတ်ကြီးသတ်မလဲပထဝီဓာတ်ကသတ်လိမ့်မယ်အာဘောဓာတ်ကသတ်လိမ့်မယ်သေဇောဓာတ်ကသတ်လိမ့်မယ်ဝါယောဓာတ်ကသတ်လိမ့်မယ်ဓာတ်ကြီးတွေပါတဘာဘာသတ်ပထဝီဓာတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့တောက်တင်ပြီးမေးထိုင်သေးကြအာဘောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ဖောရောင်ပြီးပြတ်ပြီးသေးကြသေဇောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့အမလီစူလာကြီးလောင်လာကြီးအော်ဟစ်သေးကြဝါယောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့သမင်းစားရင်လည်းပြတ်လိမ့်မယ်အင်္ဂါရဲ့ပွားရင်လည်းပြတ်လိမ့်မယ်ကားစီရင်လည်းပြတ်လိမ့်မယ်လေးမြန်စီရင်လည်းပြတ်လိမ့်မယ်ထိုက်ကားစီရင်လည်းပြတ်လိမ့်မယ်စာရင်လည်းပြတ်လိမ့်မယ်စာအန်ရင်လည်းပြတ်လိမ့်မယ်ဝါယောယုတ်ကအမတန်များနေယုတ်ပြယုံနာသိရင်သိသမာဝါယမသမာဓိသမာသမာဓိသုံးပါးရရင်ရမရလို့ရှိလို့ရှင်အတိတ်ကာလတုန်းကကိုယ်ဆွဲထားတဲ့အဆွဲနားနဲ့ရုပ်နဲ့ဆွဲထားတဲ့အဆွဲကြီးဒိဋ္ဌိကြီးရှိတယ်။ဘာတွေရှိလဲမျက်စိကလည်းအမှားမြင်ထားတဲ့ဒိဋ္ဌိကြီးနားကလည်းအမှားကြားထားတဲ့ဒိဋ္ဌိကြီးနှာခေါင်းကလည်းအမှားနံထားတဲ့ဒိဋ္ဌိကြီးအမှားစားထားတဲ့ဒိဋ္ဌိကြီးအမှားထိထားတဲ့ဒိဋ္ဌိကြီးအမှားထိထားတဲ့ဒိဋ္ဌိကြီးဒီဒိဋ္ဌိတွေကဘယ်သွားမလဲအပယ်လေးပါးကိုပို့လိုက်ပြီဗျာအဲ့ဒီတော့ဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကြီးကစကား6ပေါက်ကအာယု6ပါး
တစ်ဆက်တစ်ပါးသောမီးကြောက်လောင်နေမယ်လို့ဒီလိုဟောထားတာအဲ့ဒါကြောင့်လူစေလူမဖြစ်ပါဘူးဗျာကိုယ်စိတ်ကိုစစ်ပါကိုယ်စိတ်ကိုစစ်အပြီးဆုံးတရားတွေ့တယ်ငါတို့လူရဲ့လို့ဖြစ်ပေတဲ့ငါတို့လောဘစိတ်ကြီးဒေါသစိတ်ကြီးမောဟစိတ်ကြီးဘလောက်များကြလဲဆိုတာအဲ့ဒါကိုယ်စိတ်ကိုစစ်မျက်စိကလည်းလောဘဒေါသစကား၆ပေါက်ကအာယု၆ပါးဟာပြအကုန်လောဘဒေါသတွေအဲ့ဒီတော့မျက်စိကလည်းသမာဝါယမသမာဓိသမာသမာဓိဖြစ်ပါမှာအဲ့တော့အဝိဇ္ဇာသမာဓိဝိဇ္ဇာသမာဓိဟောအဝိဇ္ဇာသမာဓိဆိုတာအမှားမြင်အမှားသိနေတာအဝိဇ္ဇာသမာဓိဝိဇ္ဇာသမာဓိဆိုတာအမှန်မြင်အမှန်သိတာဝိဇ္ဇာသမာဓိလောကီမဲ့ခင်ရဲ့လောကုတ္တရာမဲ့ခင်ရဲ့ဟောနှစ်ဌာနရှိတယ်မဲ့ခင်7ပါးလောကီမဲ့ခင်ကလည်းပါလေပွားများလိုက်တာပဲလောကုတ္တရာမဲ့ခင်ကလည်းပွားများလိုက်တာပဲဒကာတော်မများကိုယ်စိတ်ကိုစစ်ကြပြီးတော့အတိဆုံးသိလိုက်တာငါတို့မျက်စိနဲ့အသိနဲ့ပေါင်းစုံလိုက်တဲ့အခါလောကီမဲ့ခင်များပွားများလိုက်တာလားဘယ်လိုပွားများလိုက်လဲအတ္တပုရုရှင်ပွားများတာကမျက်စိကလည်းမေဃသစ္စာပွားများလိုက်တာပဲလို့မိစ္ဆာသမာဓိဘယ်သမာဓိလဲမိစ္ဆာမဲ့ခင်ဘယ်မဲ့ခင်လဲမျက်စိကနေပြီးတော့ယူပဲခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသိခါရခန္ဓာမနောဝိညာဏခန္ဓာနာမ်ခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုံနာ၅ပါးမျက်စိကလည်းအသင်မှလည်းမသိမျက်စိပသာရအကြည့်ယုံမှလည်းမသိရုပ်ချင်းပေါင်းစုံလိုက်တဲ့ဒီကဖသာဒီလုံးနာတရားဝေဒနာခံစားလိုက်ကြတော့မသိတော့ဝေဒနာခန္ဓာမှလည်းမသိစိတ်ထားလည်းမသိကြက်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိတော့ဒကာရမများမျက်စိကလည်းယုံနာမသိတော့အမှားသိတယ်သိပြီဘာကြောင့်လဲလောကီမဲ့တယ်လောကုတ္တရာမဲ့တယ်ပွားများလိုက်တယ်ဘယ်လိုပွားများလိုက်မျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကမြင်လိုက်တဲ့ကမိမရဲ့လို့ပွားများလိုက်ပြီမိမရဲ့လို့ပွားများလိုက်ပြီဆိုသင်္ခါရခန္ဓာကဖြူတာပဲချောတာပဲလှတာပဲသင်္ခါရခန္ဓာပြည့်ပြအဲ့ဒါမဲကတည်းကပွားရတာမျက်စိကလည်းပွားများလိုက်ပြီအဲ့ဒါဗာမဲ့ခင်များဖြစ်တယ်မိစ္ဆာမဲ့ခင်ခေါ်တယ်မိစ္ဆာသမာဓိလို့ခေါ်တယ်အမှားမြင်အမှားသိလိုက်တဲ့သမာဓိအဲ့ဒါအပယ်သွားတယ်အမှားမြင်အမှားသိလိုက်တာကလောကုတ္တရာမဲ့ခင်ဆိုတာကတော့ဘယ်လိုသင်ရင်လိုက်လဲပွားလိုက်တာပဲသူကလည်းမဲ့ရထားတဲ့ပုံပွားရတာဘယ်လိုပွားလဲဩမျက်စိကလည်းမြင်ကောင်းတဲ့ပသာရအကြည့်ပါလားအသင်ကလည်းဓမ္မသဘောပါလားမျက်စိအသင်နဲ့မျက်စိပသာရအကြည့်ယုံနဲ့အသင်ယုံနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါနှစ်ပါးပေါင်းစုံလိုက်တဲ့အချိန်ခါဖသပါလားဒီလုံးနံတရားသိလိုက်ပါလားဖြစ်ပြီးပြက်ပါလားဒါလည်းဝေဒနာခန္ဓာပါလားသင်ရဲ့ခန္ဓာကတင်ညာပြီလို့မိမရဲ့လို့တင်ညာပြီလို့မိမကိုတဏှာဖြစ်ပြီးဆွဲလိုက်ရပါလားဥပါဒံဖြစ်ရပါလားဆိုတော့သူလည်းပွားများလိုက်တာပဲအဲ့ဒါဘာမဲ့ခင်လဲတဲ့လောကုတ္တရာမဲ့ခင်ဗျာအမှန်ပွားများတာကိလေသာပွားများတာမဟုတ်ဘူးဘောကတော့လောကီမဲ့ခင်ကတော့မျက်စိကလည်းသစ္စာ၄ပါးပဲရသွားနားကလည်းသစ္စာ၄ပါးအဲ့တော့လောကီမဲ့ခင်ရဲ့လောကုတ္တရာမဲ့ခင်ရဲ့လောကီမဲ့ခင်ကဖြူတာတွေချောတာတွေလှတာတွေဝတာတွေဒါပွားများအဲ့ဒါလောကီမဲ့ခင်မိစ္ဆာမဲ့ခင်မိစ္ဆာသမာဓိခေါ်တဲ့အဲ့ဒီမဲ့ခင်မိစ္ဆာသမာဓိမိစ္ဆာမဲ့ခင်အပေသွားလောကုတ္တရာမဲ့ခင်ဆိုတာကတော့အမှန်ပွားများလိုက်မျက်စိကလည်းပသာရအကြည့်ရှိလို့မြင်ကောင်းလို့မြင်တဲ့သဘောပါလားအသင်ကလည်းဓမ္မသဘောပါလားဒီလုံးနံတရားသိလိုက်တာကဝေဒနာပါလားဝေဒနာခံစားလိုက်ပါလားဝေဒနာရင်းရှိပါလားသင်ရဲ့ခန္ဓာကသင်ညာလိန်ထားလို့ငါမိမရဲ့လို့သင်ညာပြီးလို့မိမရဲ့လို့တဏှာဖြစ်ပြီးဆွဲလာရပါလားဥပါဒာမလားဝေဒနာသာရှိပါလားဆိုပြစ္ဆုတ်ပါနဲ့မျက်စိဖြတ်လိုက်ဝေဒနာချုပ်သွားတယ်နိဗ္ဗာန်မေဃသစ္စာနားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ခါမှာလဲလေဒီယိုသားလေးလောကီမဲ့ခင်ပွားများတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်လေဒီယိုသားလေးကြားလိုက်ပြီဆိုလို့ရှိရင်ဒါကသိအောင်မဲအသာမလားကောင်းလိုက်ပါလားဒါကဘယ်ပုံမူကြီးကအသာနေပါလားဒါတွေကဘာတွေမိန်ကုန်နေပြုတ်နေပါလားဒါတွေကိုလောက်ပြီကောင်းတာလေးကြားလိုက်တော့တဏှာမေဃသစ္စာပွားကြတယ်မကောင်းတာကြားလိုက်တာနဲ့ဒေါသဖြစ်တယ်မေဃသစ္စာပွားများကြတယ်အဲ့ဒီမဲ့ခင်ကဘာမဲ့ခင်လဲမိစ္ဆာမဲ့ခင်အရိယာများကတော့စိတ်အောင်မဲအတန်လည်းမတည်ဘူးဘိုးမှုကြီးအတန်လည်းမတည်ဘူးဘဂဝါမဲကြောအတန်လည်းမတည်ဘူးယုံနာမဲရှိတဲ့ခန္ဓာ၅ပါးသာရှိတဲ့ဝေဒနာသာရှိတဲ့ဝေဒနာရင်ရတ်တော်တဲ့ဘုဘဒီမကျော်အဲ့ဒါပါလေတဲ့အရိယာများမြင်တဲ့အမြင်အရိယာများသိတဲ့အသိအဲ့ဒီတော့မျက်စိကလည်းအန္တပုရုဇေအကံများဟာဘာတွေလဲမျက်စိကလည်းလောဘဒေါသမောဟ
မိစ္ဆာမဲ့ခင်ပွားများပါတယ်ဗျာမိစ္ဆာသမာဓိကိုယူထားပါတယ်ဗျာဘယ်တော့မှအပယ်မလွတ်ပါဘူးဗျာလွတ်မယ်များထင်သလားအဲ့ဒီတော့အရိယသူတော်ကောင်းများကအမှန်မြင်ပြီးအမှန်သိနေရပါတယ်ဗျာဘယ်လိုမြင်တယ်လဲဘယ်လိုသိနေလဲယုံနာကွဲတဲ့ပုဂ္ဂိုလ်ရဲ့ယုံနာသိတဲ့ပုဂ္ဂိုလ်ရဲ့ဥပါဒံယုတ်ကိုသိတဲ့ပုဂ္ဂိုလ်ရဲ့သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီတော့အရိယာများမြင်နေတဲ့အမြင်ယုံနာနှစ်ပါးကွဲနေတဲ့ပုဂ္ဂိုလ်တွေကြတော့အစ္ဆတသန္တန်ကဓာတ်ကြီးလေးပါဖောက်ပြန်လာတဲ့ဥစ္စာလည်းဖောက်ပြန်တဲ့သဘောကလည်းသူသဘောပါပဲသိတာလေးကလည်းသူသဘောအခုမြင်နေတာကအတုပယုတ်ကြီးပါလားဆိုသုံးဌာနကွဲနေပါတယ်ဗျာအဲ့ဒီလိုသုံးဌာနကွဲနေတော့အစ္ဆတသန္တန်ကဖောက်ပြန်တဲ့သဘောတရားတွေသိကြဗျာသတ်သတ်ဖြစ်နေကြဗျာသိမှုသဘောဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားတဲ့နာသတ်သတ်ဖြစ်နေပါတယ်ဗျာအခုမြင်နေတဲ့အသိယုတ်ကြီးကအနတ္တဒုံကြီးကအတုပယုတ်ကြီးကိုလည်းမြင်နေပါတယ်ဗျာပြဉ္ညာပရမလည်းကွဲနေပါတယ်ဗျာအစ္ဆတသန္တန်ကွဲတော့အပြင်ဘက်ကြာပြန်တော့လေအရိယာများကွဲနေတာဘယ်လိုကွဲသလဲအမှန်မြင်အမှန်သိလိုက်ပြီဘာကြောင့်ဘယ်လိုသိလဲယုံနာနဲ့ကွဲပြီးယုံနာနဲ့သိပြီးယုံနာမတွဲတော့ဘူးဘယ်လိုမြင်လဲဘယ်လိုကွဲနေသလဲယုံနာကိုအရိယာများမြင်တဲ့အမြင်ကမျက်စိကလည်းတခြားအသင်တခြားသိတာတခြားနာတခြားအသံတခြားသိတာတခြားအနံတခြားနှာခေါင်းတခြားသိတာတခြားလျှာတခြားရတာတခြားသိတာတခြားကိုယ်တခြားအတွေ့တခြားသိတာတခြားမနောတခြားဓမ္မတခြားသိတာတခြားအဲ့လိုတခြားကြီးဖြစ်နေပါတယ်ဗျာအဲ့ဒီလိုဖြစ်မှဈာကာလရပါတယ်ဗျာဈာကာလရမှအပေလေးပါတော့ပါတယ်ဗျာအနုမောလို့ရှိရဲ့အထင်မကြီးကြနဲ့တရားတော်မှာများအပေမလို့ဘူးသာသနာကြီးရဲ့မှီတဲ့အချိန်ကယုံနာကွဲအောင်ရှုကြယုံနာမြင်အောင်ရှုကြသာသနာကြီးနဲ့မှီတဲ့အချိန်ကသမထဝိပဿနာတရားရှင်းရင်ရှင်းမရှင်းလို့ရှိရင်စုံမြုပ်ကြလိမ့်မယ်။ဘာကြောင့်လဲယုံနာမသိကြလို့ယုံနာသိတဲ့ပုံကိုယ်တွေကြားပြီးဆိုလို့ရှိရင်ဖြင့်အမှန်မြင်အမှန်သိပါပြီဗျာလောကထာနဲ့တိုက်ဆိုင်လာပြီဆိုရင်မတုံလှုပ်တော့ပါဘူးဗျာလောကထာယုံနာဖြစ်တဲ့သဘာဝသစ္စာမှမသိလို့ရှိရင်အာယုံကအာယုံဆုံးနဲ့တိုက်ခိုက်လိုက်တဲ့အချိန်ကယုံနာမှမသိဥပါဒံယုံမှမသိလို့ရှိရင်ဖြစ်နာဝေဒနာဖြစ်ပြီးတော့တရားဓမ္မများသိကုလို့မရဘဲနဲ့ပြက်ကုန်လိမ့်မယ်တရားဓမ္မများအဲ့ဒီတော့တရားဓမ္မများအခုယုံနာမြင်တယ်ယုံနာသိတယ်လောကီမဲခြင်းလောကုတ္တရာမဲခြင်းနှစ်ဌာနရှိတယ်အဲ့ဒီတော့နှာခေါင်းနဲ့အနံ့နဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါမှာလဲယုံနာမသိတဲ့ပုံကိုယ်တွေကြတော့မေဃသစ္စာပွားများလိုက်တာပါပဲဘယ်လိုပွားများလိုက်ကြလဲဒါတွေကမွှေးတာတွေဒါတွေကသင်းတယ်ဒါတွေကကြိုင်းနေတာပဲဒါရေမွှေးနာမယ်ဒါကကလမဲနာလေးပဲဒါလည်းမေဃသစ္စာပွားများလိုက်တာပါပဲကလမဲနာရဲလို့ပညာပေးလိုက်လို့ရှိရင်ကလမဲနာကိုတွဲသွားပါလေရေမွှေးနာရဲလို့ပညာပေးလို့ရေမွှေးနာတွဲသွားပါလေပုတ်စော်နာနေလို့ပညာပေးလိုက်ရင်ပုတ်စော်နာကြီးကိုတွဲလမ်းသွားပါလေအဲ့ဒီတော့အဝိဇ္ဇာသမာဓိဝိဇ္ဇာသမာဓိနှစ်ဌာနရှိပါတယ်အဲ့ဒီတော့အတ္တပုထုဇဉ်များကစကား6ပေါက်ကအာယုံ6ပါးမေဃအကြည့်ပဲပွားများနေတာမေဃကြီးပွားများနေတော့ဒီသမာဓိကဘာသမာဓိလဲမိစ္ဆာသမာဓိပါဗျာမိစ္ဆာမဲ့ခင်ပါဗျာကိုယ်သမာဓိရှိတာကိုယ်မဲ့ခင်ရှိတာကိုသွားပါလိမ့်မယ်ဗျာအဲ့ဒီတော့လောကီမဲ့ခင်ရှိတဲ့ပုဂ္ဂိုလ်လောကီဘက်ကိုသွားလောကုတ္တရာရှိလောကုတ္တရာမဲ့ခင်ရတဲ့ပုဂ္ဂိုလ်လောကုတ္တရာဘက်ကိုသွားနတ်ပြည်6ဓာတ်ဗြဟ္မာ20နိဗ္ဗာန်ကိုသွားကိုယ်စိတ်ကိုစိတ်ကြစိတ်ကိုသိရင်အတိဆုံးတရားတွေးနိုင်မယ်။ဘာကြောင့်လဲငါတို့မျက်စိကမေဃသစ္စာဘယ်လိုပွားများတယ်။နားကမေဃသစ္စာဘယ်လိုပွားများလဲ။နှာခေါင်းကမေဃသစ္စာဘယ်လိုပွားများတယ်။ပါးစပ်ကမေဃသစ္စာဘယ်လိုပွားများတယ်။ကိုယ်အတွေ့ကမေဃသစ္စာဘယ်လိုပွားများတယ်။မနောကမေဃသစ္စာဘယ်လိုပွားများတယ်။နာလေးဟာဘယ်ကိုတီးနေတယ်။လောဘအာယုံဒေါသအာယုံမောဟအာယုံတီးနေသလား။ကိုယ်စိတ်ကိုသိသိပါလိမ့်မယ်ဗျာ။အဲ့ဒီတော့လောကီမဲ့ကလောကုတ္တရာမဲ့ကနှစ်ဌာနရှိတာပညာပရမနှစ်ခုစပ်ပါတယ်သမုဒိသစ္စာပရမသစ္စာနှစ်နယ်ရှိပါတယ်အဲ့ဒီတော့နှစ်နယ်ရှိတာကသမုဒိသစ္စာသိတဲ့ပုဂ္ဂိုလ်သမုဒိသစ္စာပဲသွားကိုယ်သမာဓိပြကိုယ်သမာဓိပြကိုသွားပါလိမ့်မယ်အဲ့ဒီတော့တရားတော်မှာများကိုယ်စိတ်ကိုသိလို့ရှိရင်ငါတို့ယုံနာကိုမြင်မလားယုံနာကိုသိမလားပရမပညာကိုသိမလားအဲ့တော့သိလာပြီဆိုလို့ရှိရင်ယုံနာကွဲသွားပြီဆိုရင်အပယ်လေးပါလွတ်ပါတယ်ဗျာ။ဘာကြောင့်လဲတဲ့အမှားမြင်
အမှန်မြင်သွားပြီမျက်စိကလည်းအမှန်မြင်သွားပြီဘယ်လိုမြင်သွားမြင်လိုက်တာအဆင့်မျက်စိကလည်းမြင်ကောင်းတဲ့ပသာရအကြည့်လို့မြင်တယ်နာကလည်းသိကောင်းလို့သိတယ်နာနဲ့ယုံနဲ့တခါတည်းကြည့်တခါတည်းထုတ်တယ်အတန်နဲ့နားနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းသိလိုက်တာပဲရှိတယ်ဝေဒနာပင်ရှိတယ်သိပြီးပြက်သွားတာပဲကြားပြီးပြက်သွားတာပဲဒီလိုသိပါမှာဒီလိုမသိလို့ရှိရင်အတန်နောက်ကိုလိုက်နေမယ်ဆိုတွဲနေပါပြီအနတ်နောက်ကိုလိုက်နေပြီဆိုရင်တွဲနေပါပြီရတာနောက်ကိုလိုက်နေပြီအရသာခံစားနေတွဲနေပါပြီအပယ်မလုပ်ပါဘူးအဲ့ဒီတော့တရားဓမ္မများလောကီမဲ့ခင်ရဲ့လောကုတ္တရာမဲ့ခင်ရဲ့နှခါနာရှိအဲ့တော့နှခါနာရှိတော့ကိုမဲ့ခင်ရှိရကိုသွားကြအဲ့တော့အခုတရားဓမ္မများကိုမဲ့ခင်ရှိရကိုသွားမယ်ယုံနာကိုသိရင်သိမသိလို့ရှိရင်ငဘုံတစ်လက်ငပြန်တစ်လက်ငဘုံတစ်လက်ငပြန်တစ်လက်ဆိုတာတရားဓမ္မများငဘုံတစ်လက်ငပြန်တစ်လက်ဆိုတာကဘာလဲတဲ့ကိုကအတိတ်ကာလတုန်းကစားထားလိုက်တဲ့ဥစ္စာတွေဝက်သားတွေကြက်သားတွေပဲသားတွေငါတလောက်တွေစားထားအဲ့ဒီဟာတွေစားထားလိုက်တော့အနာဂတ်ကာလကျတော့ကိုကတခါပြန်အစားခံရလိမ့်အောင်မယ်ကြာအဲ့ဒီတော့တရားဓမ္မများအစားမခံရအောင်ဟာကိုအခုသာသနာတော်ကြီးနဲ့မိတဲ့ဒိဋ္ဌာလူရည်လို့ဖြစ်လာတဲ့အချိန်ခါဓမ္မယတနာတွေနဲ့ပွင့်လင်းတဲ့အချိန်ခါသုံးဆုံးပလဲမိကြပြီသုံးဆုံးပလဲပြပါလေသားနဲ့မှာအတိတ်ကာလတုန်းကပြုတ်ထားတဲ့ဒါနတွေကျင့်ကြံမယ်သီလတွေကျင့်ကြံမယ်ဘာဝနာတွေကျင့်ကြံမယ်ဆိုလို့ရှိရင်တရားဓမ္မများကုသိုလ်ကအချိန်ကုန်တော့မယ်ကုသိုလ်ကအချိန်ကုန်ပြီဆိုဘယ်သွားကြအပယ်လေးပါးပြန်ရှင်းတော့မယ်အဲ့ဒီတော့ကုသိုလ်ကအချိန်မကုန်ခင်ဟာကိုအခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေ12နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်တစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်နှစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်3နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်4နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်9နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်6နာရီထိုးနေဝင်တော့နေဝင်သွားပြီဆိုရင်အမောင်ဓာကြီးရောက်သွားလိမ့်မယ်အလင်းရောင်ကနေအမောင်ဓာကြီးကူတော့မယ်အမောင်ဓာကြီးကူပြီဆိုလို့ချင်းညပ်ပြေဖို့သွားနိုင်တဲ့အလင်းရောင်ဝိဇ္ဇာဉာဏ်ရရင်ရဇမာ20ကိုသွားနိုင်တဲ့အလင်းရောင်ဝိဇ္ဇာဉာဏ်ရရင်ရနိဗ္ဗာန်ကိုသွားနိုင်တဲ့အလင်းရောင်ဝိဇ္ဇာဉာဏ်ရရင်ရမရလို့ရှိရင်အပယ်လေးပါသွားပြီအဲ့ဒီတော့တရားဓမ္မများဒီညဖို့မှာတော့ဒီလောက်ပဲတော်ကြအောင်ဆိုရဲ့လက်သင်္ကာကြမှာပညာပရမသဘာဝသစ္စာတွေအသိစိတ်တွေသောတာပန်ဤသဘာဝဤအနာဂတ်ဤအရဟတမေအရဟတဘုအသိတွေအသိတွေကိုစိတ်ကလေးတွေဟောသွားမယ်အခုတော့တရားကလည်းဆိုင်အောင်ဥပဒေကတရားထိုင်မှကြိုက်တယ်တရားဓမ္မများအခုသာသနာကြီးဥပဒေကပြုနေတာအပယ်လေးပါးကလွတ်အောင်ဆွဲတင်တာတရားထိုင်မှလည်းဥပဒေကသဘောကျတယ်တရားမထိုင်ရင်တော့သဘောမကျဘူးဘာကြောင့်လဲတဲ့ကမ္ဘာလာဆန်းတရက်တည်းကသန္တရာကြီးကိုဘုရားပေါင်းအသိစိတ်အနန္တပွင့်နေဘယ်ဘုရားနဲ့မှမမင်းဘာကြောင့်မမင်းလဲတဲ့ကိုဆွဲတဲ့နန်းဆွဲရုပ်ဆွဲတွေကအပယ်လေးပါးကိုခန်းနေကြတာကိုအဲ့ဒီတော့အခုတရားဓမ္မများတရားထိုင်ဖို့အချိန်တော်ပြီအခုတရားဓမ္မများလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေမနုဿတာတုံးလာပါရခဲ့သောတရားလူရဲလို့လည်းဖြစ်လာပြီဘောရမမြတ်စွာဘုရားသာသနာတော်ကြီးလည်းမိပြီဓမ္မယရနာတွေလည်းပွင့်လင်းပြီသုံးဆုံးပလည်းမိကြပြီသုံးဆုံးပလည်းမိပါလေသားနဲ့မှလောဘတွေနဲ့ပြောမယ်ဒေါသတွေနဲ့ပြောမယ်မောဟတွေနဲ့ပြောမယ်မာမာနတွေနဲ့ပြောမယ်သမီးတွေနဲ့ပြောမယ်သားတွေနဲ့ပြောမယ်ပစ္စည်းတွေနဲ့ပြောမယ်စိတ်ရည်ကြွေတွေနဲ့ပြောတယ်မယ်ငွေစက်ကူတွေနဲ့ပြောနေကြမယ်ဆိုလို့ရှိရင်ညနေ6နာရီဆိုရင်ကိုလန့်ကိုပြရမယ်တရားဓမ္မများအဲ့ဒီတော့အခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေအဘိဓမ္မာတရားတော်များကြီးဟောကြားဆုံးမှာဩဝါဒပေးရတဲ့အာနိသင်တို့ကြောင့်ခုဂေါရမမြတ်စွာဘုရားသာသနာကြီးမိတဲ့အချိန်ကသမထဝိပဿနာတရားကျင့်ညာအထုံးနိုင်ရပြီးတော့သုလာသောတာပန်နေမစ္စည်းမသောတာပန်နေမဟာသောတာပန်နေသရဂန်ကြီးအနာဂန်ကြီးတွေယဟန္တာကြီးတွေယဟနာမကြီးတွေပြနိုင်ရပါစေကုန်သောတည်း